ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ပရိသတ်များအားလုံးအတွက်ကိုဇလန်းတစ်ကိုရွေးချယ်ပြီးတော့မှဖတ်ပြပေးရမယ်အခြေအနေကိုရောက်ပြီဆိုတော့အားလုံးလေးမျှော်နေကြပြီလို့ထင်ပါတယ်โอเคပါဇလန်းလေးကိုမစတင်ခင်မှာတော့ပရိသတ်ကြီးအားစုမနေရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်တော့ subscribe လုပ်ပြီးတော့မှအားပေးခဲ့ဖို့လေးမမေ့ကြပါနဲ့ဦးเนาะဒါဆိုရင်တော့ဇလန်းလေးကိုစတင်လိုက်ပါဦးမယ်ကျောင်းဝင်းထဲကိုလှမ်းလာတဲ့ခြေလမ်းတွေဟာတက်ကြလျက်နဲ့ပါဒီနေ့ဟာသူမပြောင်းလာခဲ့တဲ့ကျောင်းရဲ့ပထမဆုံးကျောင်းတစ်ရက်လေးပဲမလားသူမဆိုတာတော့နာမည်တကယ်ကိုရိုးရှင်းလာပါတယ်သူမရလားနာမည်တခုကထူးဆန်းမနေဘူးလားဆယ်တန်းပိုင်ကိုအခန်းထဲကိုဝင်လာပြီးတော့သူ့ရှိရဆရာကျောင်းသူတက်လာသမီးဟုတ်ပါတယ်ရှင်ဆရာကဲဝင်လာသမီးအတန်းသားတွေရှိနေရဲ့ရှေ့မှာဆရာနဲ့တူရက်လိုက်ပြီးတော့မိတ်ဆက်လာအောင်သမီးနာမည်ကရှီနှင်းဆက်ပါရှီလို့ပဲခေါ်ကြပါတယ်တယ်ရီကအကျောင်းဆရာမို့ကျောင်းကခဏပြောင်းနေရတာမလို့အခုပြောင်းလာတဲ့ကျောင်းမှာလေတငယ်ချင်းအစ်စ်တွေရကြပါတယ်ဟေးအပြောကောင်းလာတဲ့သူမကိုတဒန်းလုံးကချီးကျူးကြပါတယ်သမီးသွားထိုင်လို့ရပါပြီဟုတ်ကဲ့ပါဆရာရှီဒီနောက်လားလုံးနေတဲ့ထိုင်ကော်လေးနားမှာလမ်းခေါ်လိုက်တဲ့ကောင်မလေးကြောင့်ရှီသွားထိုင်လိုက်ပါတယ်ရိုးသုံးခုရှိတဲ့ထဲမှာရှီတို့ကအလဲရရိုးမှာဖြစ်ပါတယ်ရှီလွဲလေးချပြီးတော့မှဘေးပတ်လည်ကိုကြည့်လိုက်တော့တစောင်းတုံးမှာထိုင်နေတဲ့ကောင်လေးကိုဘေးတက်အနေထားနဲ့မြင်လိုက်ပါတယ်။ယောက်ျားလေးရိုးကရှီရဲ့ဘေးဘက်ချမ်းမှာရှီကထိုင်ကုန်ဘေးဆုံးမှာထိုင်တာမို့အဲ့ဒီကောင်လေးရုပ်ကိုသိချမမြင်ရပါဘူး။ရှီကဒုတိယရိုးစတုဒ္ဓခုံဘေးဆုံးမှာထိုင်လိုက်ပြီးတော့အဲ့ဒီကောင်လေးကတော့ပထမရိုးရဲ့ဒုတိယခုံမှာဖြစ်ပါတယ်။ပစိုးစင်းကိုသိချဝတ်ထားပြီးတော့စတေးဖြူတတရဝတ်ထားပြီးတော့လက်ကိုတော့ပင့်ကောက်ထားပါတယ်။ကဲဒီနေ့ကျောင်းသူအစ်စ်တိုးသလိုကျောင်းပြောင်းမဲ့သူလည်းရှိရဲကွာ။တာထွက်ခဲ့အောင်ရှေ့ကိုရှင်ငင်းနေတဲ့အဲ့ဒီကောင်လေးကထသွားတာမို့ရှင်မင်းတက်သွားမိပါတယ်။ထားလိုက်တာနဲ့ပစိုးကိုပြင်ဝဲပြီးတော့ဆရာဘေးနာကိုတွန်းရတော့မြင်ရပါပြီ။ကြည်လင်ပြက်သားစွာနဲ့အဲ့ဒီကောင်လေးရဲ့ရုပ်ကလေးအသားဖြူဖြူနဲ့အရက်ရှိတောင်ကောင်းခုနအထိုင်နေတော့အရက်ကိုမသိပေမဲ့အခုကျမှဆရာတဲ့အရက်ကပိုသားနေတယ်။မျက်ခုံးနက်တွေနဲ့မျက်တောင်တွေကနက်မောင်းနေတာမို့ကလတ်ဆက်လို့တော့ထင်ရပါတယ်။နှကန်းတွေကနေရဲနေပြီးတော့နှာခေါင်းဟာဆေးမြော်ထင်းနေရမို့ဘလောက်ချောပြီးတော့ကြည်ကောင်းနေမလဲဆိုတာသိကြမယ်ထင်ပါတယ်။ဝတန်ဟင်းကမနှက်ပြကျောင်းပြောင်းတော့မှာကွာ။ကျောင်းမပြောင်းခင်မှာမင်းတို့ကတေချာဂယုဆိုင်ပေးလိုက်အောင်။မင်းတို့ရဲ့အတန်းကောင်းဆောင်တွေကလွတ်နေပြီအဲ့ဒါရွေးဖို့လောက်အောင်နော်။ဟုတ်ကဲ့ပါဆရာ။အကောင်တပြေးညီပြန်ပြေကြပေးရနဲ့ဆရာအဲ့ဒီကောင်လေးဘက်ကိုလှည့်ပြီးတော့မင်းဆရာနောက်ကိုလိုက်ခဲ့အောင်။ကောင်းလေးတင်းကြီးကြီးနဲ့ဆရာနောက်ကိုလိုက်သွားပါတယ်။ဟေးဘာငင်းနေရလဲရှိ။ငင်းမနေနဲ့တို့နဲ့မရစင်စင်အေးစင်စင်လို့ပဲခေါ်။နေရစားတော်ရဲဆိုနေမလာခင်ကတည်းကတည်းကမွေးနေပြီးသားနော်တီလားမတော်ပါဘူးတာမန်ပါပဲစင်စင်ရဲ့အဲ့လိုမတော်ဘူးဆိုတဲ့သူတွေကအရန်တော်ကြတာတိတယ်နင်းအတွက်ကောင်းတာနင်းပြိုင်စရာတယောက်ရော်သွားပြီလေနင်းပြောင်းမလာခင်ကတက်စ်ဖြေသေးတယ်အဲ့ဒီမှာအတန်းကောင်းဆောင်ကပထမရတာအကုန်အပြည့်ရနော်စားတယ်မကောက်အားကစားပါအတိတော်တာအော်ရှီသီးကျင်ရဲ့အကြောင်းတွေကိုစင်စင်ကလာပြောပြနေရမလို့ရှီစိတ်ဝင်တစားနဲ့နားထောင်နေမိပါတယ်ဟာနေတဲ့ပါဇက်တောင်မှမပိတ်နိုင်ပါဘူးရှီရီဆီယာမရုံငန်းလာခဲ့အောင်နဲ့အေးသွားလိုက်မယ်ရုတ်တရက်လမ်းကိုသွားတဲ့အတန်းပေါ်တငယ်ချင်းတယောက်ကြောင့်သူတို့စကားအဆက်ပြတ်သွားပါတယ်ရှီရုံငန်းထဲကိုဝင်လာတော့ရှီကိုစောင့်နေပုံပေါ်ရဆီယာမလက်ကလေးပြပြီးတော့လှမ်းခေါ်လိုက်ပြီးတော့ကလေးမနာမည်ကရှီဆိုနာမည်ကလည်းအဆန်းဟေးဘာရဲတော့မဟုတ်ပါဘူးသမီးရဲ့ကျောင်းကောင်စီဥက္ကဋ္ဌအကျောင်းပြောင်းတော့မှာဆိုတော့ပြန်ရေးဖို့ကြောင့်အခက်အခဲလေးဖြစ်နေလို့သမီးကတလက်ရှိတယ်ဆိုပြီးတော့မှသမီးအဖေဆရာလာကြထားလို့သမီးကိုတောင်းရင်ပေးမလို့အခန်းရှိခုံးလုံးရဲ့စီးရင်တွေကိုအကုန်ကောက်လိုက်ဘသူ့ကိုပေးမလဲဆိုတဲ့မဲတွေကိုအကုန်ကောက်ပြီးရင်မဲများတာကိုရွေးပြီးတော့မှအကြောင်းကောင်စီဥက္ကဋ္ဌဖြစ်နေရွေးလိုက်တော့လောက်တာအဲ့ဒီမှာအဲ့ဥက္ကဋ္ဌကိုခေါ်သွားခဏဆောင်လိုက်အောင်ဆရာမမင်းငေါ်ပြတဲ့သူ့ကိုလှမ်းကြည့်တော့ခုနကရှိတို့ရဲ့အတန်းပိုင်ရဲ့ရှေ့မှာရက်နေရဲ့အဲ့ဒီကောင်လေးပါဝတ်တန်ဘာလို့ကြောင်းပြောင်းမှလဲကွမင်းဒီမှာတက်တာငငယ်လေးတွေကပဲဟာအခု10တန်းကျမှဘာလို့ပြောင်းမှလဲကျွန်တော်မမီစကားတွေကိုလွန်ဆန်လို့မရလို့ပါဗျာ10တန်းကို6ဘာသာပါရင်ကျွန်တော်လှုပ်ချင်တာလှုပ်လို့ရမယ်တဲ့အဲ့ဒါကြောင့်ကြောင်းကောင်းကောင်းမှသွားတက်ပြီးတော့မမီစကားတွေကိုလွန်ဆန်မလို့ပါဘယ်လိုအဖြေမျိုးဖြေလိုက်တာပါလဲအဲ့လိုမဖြေရဘူးလေအတန်းပိုင်ဆရာမတွေတင်မကောက်ဘေးနာခုံနေမှာထိုင်းနေတဲ့ဆရာတွေရဲ့အကြည့်ရပါအဲ့ဒီကောင်လေးစီကိုရောက်ကုန်ပါတယ်အေးလေမင်းကလေမင်းခံယူချက်နဲ့မင်းမဲကိုငါတို့ဘယ်ကြလို့ရပါမလဲကဲသွားတော့ဟုတ်ကဲ့ပါဆရာလှည့်ထွက်သွားတော့မယ်အဲ့ဒီကောင်လေးကိုဆရာမကနေပြီးတော့ဟေးမောင်ဝတ်တန်ဟေး
ကျောင်းကောင်းကောင်းမပြောင်းခင်လေးမှာဒီကျောင်းစုံမှာနင့်တောင်ကိုပြီးအောင်လှုပ်သွားအောင်အတန်းနေရကျောင်းသားနေခေါ်ပြီးတော့ဟောဒီမှာဒီကောင်မလေးနဲ့မဲလိုက်ကောက်ပြီးရင်မဲရည်အတွက်ပြီးတာနဲ့တခါတည်းဥက္ကဋ္ဌရွေးပေးသွားဟုတ်ကဲ့ဆရာမကိုသာလှည့်ပြောပြီးတော့အပြင်ထွက်သွားတဲ့အဲ့ဒီကောင်လေးနောက်ကိုသူမအလင်းမြန်မေးလိုက်ခဲ့ရပါတယ်အဲ့ဒီကောင်လေးကအတန်းနေရကျောင်းသားနေခေါ်လိုက်ပြီးတော့ပုံတစ်ခုစီကိုယူခိုင်းပြီးတော့တတန်းမဲလိုက်ကောက်ပါတယ်ရှီကတော့ဘေးနားနေလိုက်ကိုယုံပါချွေးရီပြန်နေတဲ့လေဓာရီနှစ်ဖူးတွေစီကိုရှီကြည့်ပြီးတော့မနေတက်တော့လို့ရှီကိုပေးခဲ့လေအဲ့ဒါကိုင်းခဲ့မယ်အဲ့ဒီကောင်လေးကင်ထားတဲ့ပုံလှမ်းတောင်းလိုက်ပါတယ်မပေးလာတော့ဘူးလို့ထင်မိမယ်လေတကယ်တမ်းကျတော့သူ့ကိုပေးခဲ့ပါတယ်ရှီကိုပေးပြီးရတဲ့အခန်းပြင်ကိုထွက်ပြီးတော့လင်းချင်းခန်းနေတဲ့အဲ့ဒီကောင်လေးဟာတကယ်ကိုအယမ်းပဲကြည်ကောင်းလာပါတယ်မဲရီအကုန်ကောက်တာရောမဲရီရေးတွက်တာရောဥက္ကဋ္ဌရွေးတာရောဇရာတွေဆွဲတာရောအကုန်အဲ့ဒီကောင်လေးကသာဦးစီးပြီးတော့လုပ်ပေးပါတယ်ဘေးကနေဘာမှမလုပ်ဘဲနဲ့ထိုင်ကြည့်နေရတာရှိပါရှိတယ်မဟုတ်ပါဘူးကျန်တဲ့သူတွေကလည်းဘသူမှလည်းဘာမှမလုပ်ရပါဘူးအဲ့ဒီကောင်လေးကပဲလုပ်နေရမလို့ရှီเจ้าကပြန်လာတော့စိတ်တွေကအသွားတော့လောက်မလန့်ဆန်းတော့ပါဘူးအဲ့ဒီကောင်လေးကိုသဘောကျနေမိပါတယ်သဘောကျနေတဲ့သူကမနေ့ပြန်ဆိုရင်เจ้าပြောင်းတော့မယ်ဆိုတော့ရှီမတက်နိုင်ပါဘူးငယ်ရွယ်သေးတဲ့အရွယ်ပဲမလားကံမကိုရင်တော့ပြန်ဆောင်ကြစမြဲပါမျောနေမယ်စောင့်နေမယ်အခြေဦးရေမဟုတ်ရင်လေမျောနေပါစောင့်နေပါအခြေဦးရေပေါ့ဆယ်တန်းအောင်တော့ရှီကအဲ့ဒီရွာလေးမှာဂုံနူး6ပါတာပါတယ်ပထမဆုံးကျောင်းသူတရားဖြစ်ခဲ့ပါတယ်ရှီဆယ်တန်းတက်နေတဲ့တခြားမှာအဲ့ဒီကောင်လေးကိုမေးမရခဲ့ပါဘူးသူကစူးစမ်းနေတယ်လို့သူလည်းစူးစမ်းမယ်ဆိုတဲ့စိတ်နဲ့ရှီစူးစမ်းခဲ့ပါတယ်ကွန်ပျူတာစုတစိတ်တွေပေးတဲ့နေ့မှာအတန်းပိုင်ဆရာမကတော့မှပြောနေလေရဲ့ဟိုကောင်ဝတ်တန်ဟင်းကတော့မျိုးကြီးပြကြီးမှာသွားတက်ပြီးတော့6ပါတာထွက်နေရလားမသိပါဘူးသူ့ဘေကိုဖုံးဆက်မေးရမယ်အဲ့ဒီခါကျရင်ငါလည်းငါတန်းနေရ6ပါတာပါတဲ့သူရှိတယ်ကွာဆိုပြီးတော့မှကြွားရမယ်ဟာရှင်းနေပေမဲ့ရှင်းမရနိုင်ပါဘူးဂုံနုထွက်စေချင်ပါတယ်အဲ့ဒီကောင်လေးဖြစ်စေချင်တော့အကုန်ဖြစ်ခွင့်ပေးစေချင်ပါတယ်ကံကောင်းထောက်မှစွာနဲ့ဒယ်ရီပင်စင်ယူရဲနေရသူဆယ်တန်းအောင်တဲ့နှစ်သားမကြခင်မှာဒယ်ရီရဲ့မွေးရက်မြူဖြစ်တဲ့ပြင်ဦးလွင်ကိုပြောင်းရတော့မယ်ပြောင်းကြရွှေ့ကြနဲ့ရှီတို့တလလောက်ကြာသွားခဲ့ပါတယ်ပြင်ဦးလွင်ကအိမ်လေးကလူမနေတာကြာပြီမလို့ဝင်းနေရှင်းရနဲ့အိမ်ရှင်းရနဲ့နောက်ထပ်10ရက်လောက်စောင့်ယူလိုက်ရပါသေးတယ်အကုန်ရှင်းပြီးတဲ့နေ့မှာပဲပြောင်းရွှေ့ခဲ့လိုက်ကြပါတယ်ကားပေါ်ကပစ္စည်းတွေတစ်ခုပြီးတစ်ခုချပြီးတော့သူ့ပစ္စည်းတွေတင်နေတဲ့အချိန်မှာမမီကဘေးရင်ရအိမ်နေချင်းနဲ့စကားပြောနေပါတယ်မမီကအပြောဆိုကောင်းပြီးတော့ဖော်ရွေတက်တဲ့သူမို့လူချစ်လူခင်များလာပါတယ်အပေါင်းအသင်းလေးပေါ်ပါတယ်ရှီဟာသူ့မမီရဲ့ဇယိုက်တွေကိုအကုန်ရထားပါတယ်ရရဲ့လားလူနည်းနည်းလေးနဲ့ကွယ်တောင်းလွတ်ခဲ့မယ်လေသူအားနေတာမလောက်ပါနဲ့အားနာပါတယ်ရှင်နေပါစေအိမ်ကြီးချင်းအချင်းချင်းပဲအားနာမနေပါနဲ့ဟုတ်ပါပြီနောက်လဲလိုတာရှိရင်ပြောနော်ငါညီမအမတို့ကိုညီနိုင်သလားကိုညီမယ်သိလားသမီးလဲပါတယ်လိုအပ်တာရှိရင်ခေါ်ခိုင်းသိလားချစ်စရာလေသမီးလေးကရှေ့ကိုပြောလာတာမို့ရှီကလှမ်းပြီးတော့ပြုံးပြလိုက်ပါတယ်အပေါ်တက်ကရှေ့အခန်းကိုရှင်းလင်းတာပစ္စည်းတွေနေရာချတာအခန်းရောင်ကိုကြည့်တော့တခန်းလုံးမျိုးပြရောင်တုတ်ထားတာမို့ရှေ့ထပ်ပြီးတော့မှပြန်စရာမလိုပါဘူးဘာလို့ဆိုရင်တော့ရှီကမိုးပြရောင်အပြရောင်ဆိုတာနဲ့ကြိုက်ပြီးသားပဲဘာကူရအောင်မလဲအတန်အော်တခုကြောင့်ရှီနောက်လဲကြည့်လိုက်တော့သူ့အခန်းပတ်ဝါမှာရက်နေရဲ့အဲ့ဒီကောင်လေးဒါကပြန်လေစုံစည်းခြင်းလားမယုံကြည်နိုင်ပါဘူးရှီရှာစရာမလိုပဲနဲ့ရှေ့တင်ရောက်ချလာတာမို့မထင်မှတ်ထားခဲ့တာတွေဖြစ်လာတာမို့ရှီတခဏကြာမှင်သက်သွားပါတယ်ဒီကောင်လေးကတိတ်ပြီးတော့မပြောင်းလဲသွားပါဘူးနှကမ်းမွေးရေးရေးလေးနဲ့သပင်ပုံစံပြောင်းသွားတာရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပြောင်းသွားတာရလွဲရင်တော့ကြံတာပုံမှန်ပါပဲ။အော်နောက်တစ်ခုပြောင်းလဲသွားခဲ့တာအတန်ယောက်ျားဆန်နဲ့အတန်တစ်ခုဟုတ်ကိုစရာတော့မရှိတော့ပါဘူး။ရှီကဟိုဘက်ရှီစကားတော်မဆုံးသေးခင်မှာသူ့ခန်းပေါက်ဝါနေလှည့်ထွက်သွားပါတယ်။စိတ်မြန်လက်မြန်ရှိတာတော့အရင်တော့အတိုင်းပါပဲ။အောက်တက်ကိုဆင်းသွားခဲ့တာမို့ရှီပါတခါလေးလိုက်ဆင်းခဲ့လိုက်ပါတယ်။တာအပေါ်နဲ့သွားရှင်းကူလို့ပြောလိုက်တယ်လေ။ကိုမလို့ပဲမလို့တော့ဘူးဆိုလို့ပြန်ဆင်းခဲ့တာဟုတ်ရဲ့လားသမီးအနောက်ကကပ်ပါလာတဲ့ရှီကိုအဲ့ဒီကောင်လေးအမေကဆိုဖာပေါ်ကနေပြီးတော့ရှီမာမီနဲ့စကားပြောရင်းနဲ့လှမ်းမိပါတယ်ဟုတ်ပါတယ်အန်တီဟိုလေရှီနောက်ကိုလိုက်ခဲ့ခြံနောက်မှာစိုက်ထားတဲ့လိမ္မော်သီးပင်ရှီရဲ့လိုက်ပြမယ်လေသူပြောတာကိုစိတ်ဝင်စားပုံမပေါ်တဲ့ရုပ်ကြောင့်ရှီမျက်နှာပြက်သွားရပါတယ်လိုက်သွားလေတားရဲ့သမီးကခေါ်နေအောင်ခြေလန်းကျဲတာကြောင့်ရှီမြင်မြန်လေးရှောက်ရပါတယ်မဟုတ်ရင်တော့သုံးလန်းလှမ်းလိုက်တာနဲ့သူ့ကိုဝင်တိုက်နိုင်နေမလားလိမ္မော်ပင်ငါးပင်ကိုတိတိကျကျလိုက်ကြည့်နေရဲ့အဲ့ဒီကောင်လေးဟာအရင်လိုပဲဘာမှပြောင်းလဲမသွားခဲ့ပါဘူးပြောချင်ဟာပြောတာရောအေးဆက်ဆက်နေတာရောသူ့အမေပြောသမျှလိုက်လို့နေရတယ်ဆိုတော့မဟုတ်မှရွယ်ရော6ပါတာမရလို့လားဟုတ်လေ
ရှေ့ကိုမှတ်မိလားရှေ့ကပြောလိုက်တော့အဲ့ဒီကောင်လေးကသူ့ကိုတေးချကြည့်ပါတယ်အတော်တန်လောက်ကြာတော့မှမသိဘူးတခါမှမမြင်ဘူးထင်တာပဲဒါပေါ့ဘယ်မြင်ဘူးပါမလဲရှီပထမဆုံးကျောင်းတတိရက်မှာပဲသူကကျောင်းပြောင်းသွားခဲ့တာပဲမလားကျောင်းမှာအလုပ်တူတူလုပ်ခဲ့တာပဲနိုင်ပိုင်းလောက်လေးပဲဆိုတော့ပေသတိထားမိပါမလဲရှီရသာကြိတ်ပြီးတော့သဘောကျနေခဲ့တာမို့အကုန်မှတ်မိနေခဲ့တာအော်ဟုတ်ရှီရဲ့နာမည်အရင်ကရှီနှင်းဆက်ပါကောင်းလေးတစ်ချက်ညင်ပြီးတော့လိမ္မော်ပင်ကသာအာယုံရောက်နေရမို့ရှီစိတ်ထဲမှာနေလို့ထိုင်လို့မကောင်းတော့ပါဘူးငါနဲ့နေနေရလေအသက်ရွယ်တူတူပဲနေမှာနော်ရင်းနှီးအောင်လို့ငါနင်းဆိုတဲ့စကားလုံးတွေကိုသုံးလိုက်တော့မှလိမ္မော်ပင်ကိုရောက်နေတဲ့အကြည့်တွေကသူ့စီကိုရောက်လာပြီးတော့အသက်ဘယ်လောက်လဲ50ကွန်အသက်ကြီးတာမို့လေးလေးစားစားပြောပါဆိုတဲ့လေးတန်မျိုးအကြည့်တွေမျိုးမို့ရှီပါဇက်လေးပိတ်ပြီးတော့နေလိုက်ရပါတယ်ဘာမှထပ်ပြောလို့လည်းမရတော့ဘူးလေဘာပြောရမလဲလဲမတွေးတတ်တော့ပါဘူးရင်းနှီးအောင်လုပ်ပေးမယ်လေအချင်းနှီးပါပဲအိမ်ပြောင်းလာတာတလတောင်ပြည့်ပြီဝတ်တန်ဟင်းနဲ့ဆက်ဆံရေးကတော့ဒီတိုင်းပါပဲတိုးတက်လာတာရဲလို့မရှိပါဘူးတခါတလေမှာကိုဟင်းတို့ရဲ့အိမ်ကိုသွားလေရှိပေမဲ့လည်းမတွေ့ရတာခက်များပါရှေ့ရနေပြီးတော့ချောင်းကြည့်ပေမဲ့လည်းမတွေ့ရပါဘူးအိမ်ပြန်တော့မထွက်ဘဲနဲ့ဘာတွေလုပ်နေပါလဲကိုဟင်းရဲ့မိကလည်းတင်းကျပ်မဲ့ပုံစံမပေါ်ပါဘူးပြီးတော့6ဘာသာထွက်ထားတာပဲဟာအခုလည်းအပေါ်တက်ကဝရန်တာနေပြီးတော့ရှေ့လန်းရှာနေမိပါတယ်မတွေ့ပါဘူးအရေးတောင်မှမမြင်ရအောင်ဟေးလာခဲ့အောင်ရှီအတန်လာတဲ့တစ်ဖက်ခြံကိုကြည့်လိုက်တော့ခါမိုးထက်ကနေပြီးတော့သူ့ကိုလှမ်းကြည့်ပြီးတော့ခေါင်းနေတဲ့ကိုဟင်းသွားပြီမိသွားပြီသူ့ချောင်းကြည့်နေတော့မိသွားပြီရှီကအခန်းနေဝရန်တာတွေမှာပဲရှာကြည့်နေခဲ့တာတကယ်တော့ခါမိုးထက်မှာရှိနေခဲ့တာဟုတ်ဘလို့ပဲဖြစ်ဖြစ်တွေးကျင်နေရပဲဟာသွားမှာပဲရှီအပြေးလေးဆင်းသွားပြီးတော့မှခုံပေါက်ပြီးတော့အိမ်ကထွက်လာတာမို့မမီရတော့မှဟဲ့ဖြည်းဖြည်းသွားပါဟဲ့ခလုတ်တိုက်ပြီးတော့နှစ်ဖူးတွေပါကွဲနေပါအောင်မေမမီပြောတဲ့အတန်ကိုတော့မှသူသိပြီးတော့မကြားကျင်တော့ပါဘူးဘာလို့ဆိုရင်တော့ရှီရဲ့နှလုံးခုန်တန်တွေကပူကျနေလို့လေခါမိုးထံမှာအမိုးလေးနဲ့ဒန်းလေးရှိနေခဲ့တာ哦ဒန်းမှာထိုင်နေတဲ့ကိုဟင်းဟာနှစ်သားလေးနဲ့တော့မှတူတယ်တီရှပ်အဖြူပေါင်းမီတိုအဖြူကိုဝတ်ထားလို့သာရှီကိုကိုဟင်းမြင်တော့လာလေးတီကိုဟင်းဟာအသက်ဆက်ကုန်နဲ့မတူပါဘူးတကယ်ကိုရင်းကျက်တဲ့ပုံစံပြောဆိုတာမတက်တာနေတာထိုင်တာတော့လူကြီးတိုင်းပဲရှီကကိုဟင်းပြီးမှထိုင်လိုက်တာနဲ့ရေခုံတန်တွေကပုတ်ပြီးတော့ကျင်းလာမှုကိုဟင်းကြားသွားမှတော့မှဆိုပြီးတော့ဒန်းရဲ့ဘေးနာကိုအတင်းကတ်လိုက်ပါတယ်ဟေးတိတ်မကက်နဲ့လေအဲ့ဒန်းနာစေးတုတ်တာတိတ်မကြသေးဘူးအင်ကြီးတွေပေးကုန်လိမ့်မယ်တန်းနဲ့ထီတော်မယ်ရှီရဲ့ပခုံးလေးကိုလှမ်းဆွဲနေပြောလာမှုရှီကတော့အငွေလေးသာဖြစ်ချင်သွားမိပါတယ်ကျင်းနဲ့ပါပြီဒီလိုလေးနဲ့တည်းရှီအရန်ကိုကျင်းနဲ့သွားပြီမင်းဘယ်လမ်းကိုရှောက်ဖို့စဉ်းစားထားလဲရှီကအင်ဂျင်နီယာဖြစ်ချင်တာအဲ့လမ်းတစ်ခုပဲရှောက်ဖြစ်မေးထင်တယ်ကိုင်းရအောင်ရှင်မေးတာကိုပြန်မဖြေဘဲနဲ့တခုခုအကြာကြီးစဉ်းစားနေတဲ့ပုံစံနဲ့ကောင်းကင်ကိုသာငင်းနေပါတယ်မင်းကဘာလို့အင်ဂျင်နီယာဖြစ်ချင်တာလဲချမ်းသာခြင်းလို့လားဒါမှမဟုတ်ဂုဏ်ရှိလို့လားရှီရဲ့အိမ်မက်ပါရှီကငငယ်တည်းကဖြစ်ချင်တဲ့အိမ်မက်ကောင်းတင်းကြီးကြီးနဲ့တခုခုကိုလေးလေးနက်နက်စဉ်းစားနေတဲ့ကိုဟင်းဟာနေဝင်ချိန်နဲ့အပြင်တကယ်ကိုကြည်ကောင်းနေခဲ့ပါတယ်အဲ့နောက်မှာတော့ဘာစကားမှမပြောဖြစ်ကြတော့ပေမဲ့လေအတူတူနေဝင်ချိန်လေးကိုကြည်နေကြရလို့ရှီပြောပါပြီနောက်တစ်ခါရီလည်းအတူတူကြည်ခွင့်ရရင်ကြည်ကြံပါသေးတယ်ရှီအတွက်ကိုယ့်ရဲ့အိမ်မက်ကိုရှာဖို့လမ်းတလန်ဖောက်နိုင်ခဲ့ပါပြီအရန်ပြောခဲ့ရသလိုအတွေ့တစ်ခုဝင်လာခဲ့တော့ရှီသိမ့်မပြောနိုင်တော့ပါဘူးကိုဟင်းရအောင်ကိုဟင်းကတခြားတစ်ခုတက်ပြီးတော့သူကတစ်ခုတက်ကြရင်ဝေးကြအောင်မလားခွဲခွာကြရအောင်မလားရှီမျက်ရည်လေးဝဲလာပြီးတော့မာမီတို့ရဲ့ရှီမှာမငိုချင်တာမို့မနေအောင်အေးထားလိုက်ရပါတယ်ကိုဟင်းတို့ရဲ့အိမ်ကိုသွားတော့အိမ်မှာဘယ်သူမှမရှိလို့ရှီပြန်တော့မယ်ပြင်းနေတော့မှာဘာကိစ္စရှိလို့လဲဒါကိုဟင်းတန်ဆိုတာသိလို့ရှီကပြုံးနဲ့ပြန်လှည့်ကြည့်ပြီးတော့ကိုဟင်းစီကိုလာလေပြောစရာရှိလို့ပြီးတော့မေးစရာလည်းရှိလို့ဝင်ခဲ့လေတကားပေါက်ဝမှာရက်နေရမို့သူ့ကိုအတဲလန်းခေါ်လိုက်ခြင်းပဲအိမ်ခန်းထဲကဆိုဖာပေါ်မှာကိုဟန်နဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်တော့ငါနဲ့မျက်နှာချင်းဆိုင်မထိုင်နဲ့ဘေးနားလာထိုင်ဟုတ်ဘေးနားဆိုတော့ပိုးပြီးတော့ပြောတာပေါ့ကိုဟင်းဘေးနားကိုသွားထိုင်လိုက်တော့ခုနမရတစ်ချက်ဖြစ်နေတဲ့ယောက်ျားသုံးရေမွေးနှံကိုအခုတော့တတိချာချာရသွားပါပြီဘာမီးမှလည်းမီးကိုဟင်းကဘာတက်မှလဲဘေးလန်းရခဲ့လေပြီးတော့ဘယ်မှာတက်မှလဲမိခိုးနေများသွားလို့ထင်ပါရဲ့ရှီကိုစောင်းကြည့်ခဲ့ပဲပြီးတော့မှပြန်လှည့်သွားပြီးတော့ဆရာဝန်လိုက်အထုပ်ပြုတ်ယူမှာနှလုံးအထုပ်ပြုတ်တက်မှာဩစတြေးလျမှာဩစတြေးလျတွေလားဒါဆိုကိုဟင်းကနိုင်ငံခြားမှာတက်မှာပေါ့
ရှီကမြန်မာတနိုင်ငံတည်းမှာရှိနေရတာမှခွဲရမှာကိုကြောက်နေခဲ့တာအခုတော့နိုင်ငံသားမာတွေလားပို့ပြီးတော့မှဝေးကြရပြီထိန်းထားပြီးမဲ့ကြလာတဲ့မျက်ရည်တွေကိုကိုဟိန်းမြင်မှာဆိုလို့တစ်ဖက်လှည့်ပြီးတော့နေလိုက်ပါတယ်သူတို့အတွက်ကံကြမ္မာကောင်းတလေဆိုတလက်ပေးနေရပါလားရှီမုန်းပါတယ်မုန်းလာပါတယ်ခွဲခွာရတာကိုရှီတကယ်မကြိုက်ပါဘူးအထူးသဖြင့်ကိုချစ်တဲ့သူနဲ့ခွဲခွာရတာဆိုရင်ပိုဆိုးတာပေါ့ရှင်းတဲ့လောက်ကြာတဲ့အခါမှာတော့ကဲထားတော့မမင်းကြီးမနေပြန်တိုးတဲ့အထိကိုအိတ်နေရကြည်စမ်းနေလောက်ကဒီနေ့အပီးတက်ရမှာနော်သိရလေနင်းရလေညတော့ကဆွဲနေလို့3နိုင်မှအိတ်လိုက်ရတာပြီးသွားပြီအခုခဏလေးအိတ်လို့မရဘူးလားနင်းကငါအေးရေးဝါအိတ်ပါလို့ပြောရလေနေကင်းကြတော့ဆွဲလို့ပြောတာရောပြောတဲ့အတိုင်းလည်းမလုပ်ဘူးပူညံနဲ့စင်းစင်းရဲ့စူတန်လေးကသူ့ရဲ့မနက်ကင်နိုးစက်လေးပါဆဆနိုးခြင်းမှာမထခြင်းမိမဲ့စင်းစင်းဆူလိုက်တာနဲ့မျက်လုံးကပြူးပြီးသားပါရှီကအခုဆိုရင်အသက်24နှစ်ပြည့်ခဲ့ပါပြီအစာအိုဒီဇိုင်းဆွဲတဲ့အင်ဂျင်နီယာမလို့သူလှုပ်တက်စရာမလိုပါဘူးနာမည်ရှိပြီးတော့အရန်တော်တာကြောင့်လေအစာအိုဒီဇိုင်းတွေကိုအိမ်မှာပဲဆွဲရပါတယ်စင်စင်ကသူနဲ့ဖက်ဆက်လုပ်နေတဲ့သူ့ရဲ့မန်နေဂျာလို့လေပြောလို့ရတယ်ရှီရဲ့ကျမ်းမာရေးစားဝတ်နေရေးတွေအစစင်စင်ကဂရုစိုက်ပေးပြီးတော့အကုန်လုပ်ပေးပါတယ်တငယ်ချင်းတွေလည်းဖြစ်တယောက်ကြောင့်တယောက်သိကြတာမို့ပြောရဆိုရလဲလွယ်ကူကြပါတယ်ဒီနေ့ငါအိမ်ပြမှာစင်စင်နဲ့အိမ်လိုက်ခဲ့လीတော်ပါပြီမလိုက်တော့ဒီတစ်ခါတော့ငါချင်းထားလေးရှိတယ်ပြီးရောနောက်တစ်ခါမလိုက်နေငါနဲ့တွေ့မှာမဟုတ်ဘူးနော်ငါမိနဲ့တွေ့တော့မှသိလားအမလီနင်သာနင့်မေကိုဖုန်းမဆက်တာငါနဲ့ကအမြဲတမ်းဖုန်းဆက်ကြတယ်သိလားနင်လာတတိထားနေအခုအိမ်ပြန်ရင်နေဒုထဖို့ပြင်တာငါအကုန်တိုင်ထားတယ်ဟမ်နင်အကျင့်ပုတ်တယ်စင်စင်တော်ပြီဒီလားနင်ကိုအိတ်ဝယ်ပေးမလို့အခုမဝယ်ပေးတော့ဟေးမရဘူးနော်ဝယ်ပေးငါနောက်ဆိုမတိုင်တော့ဘူးလို့ဝယ်ပေးတကယ်နော်မတိုင်နဲ့မတိုင်ဝယ်ပေးမှာမတိုင်ဘူးစိတ်ချချစ်တယ်နော်တငယ်ချင်းဟမ်ရုပ်ကလိုတစ်မျိုးမလိုတစ်မျိုးရှေ့သမင်းစားပြရနဲ့အထုပ်ကလေးပြင်ပြီးတော့အိမ်ပြန်ဖို့ပြင်ဆင်ရပါတယ်တခါအိမ်ပြန်ရဲ့တပတ်လောက်ထိကိုကြာတတ်ပါတယ်ရှီယာတိုရီတော့တမီမို့မာမီတို့ဒရီတို့အဖော်ပြုတ်ပေးဖို့ရှိနေအောင်ပါပဲလေရှီအိမ်ရောက်တော့အိမ်မာလူတွေများနေပါတယ်ဘသူတွေများရောက်လို့နေပါလေဆိုတဲ့စိတ်နဲ့ရှီယာအထုပ်ကလေးကိုအမြန်ဆွဲပြီးတော့အိမ်မောတက်လာခဲ့ပါတယ်အိမ်ကန်းထဲမှာထိုင်ပြီးတော့မာမီတို့နဲ့စကားပြောနေတဲ့တယောက်တော့သူကြောင့်ရှီကန်ထားတဲ့အထုပ်ကလေးကလွတ်ကျသွားပါတယ်လမ်းမရတော့တဲ့ခြေလမ်းတွေဒီတားလေးသာရက်ပြီးတော့အတော်တန်ကြာကြောင်နေပါတယ်ရှီရနေရတဖြည်းဖြည်းနဲ့လှမ်းလာတဲ့အဲလူရဲ့ခြေလမ်းတွေသူကလွတ်ကျထားမိတဲ့အထုပ်ကလေးကိုကောက်ယူလိုက်ပြီးတော့အဲ့ကလေးလို့လားကိုဝတ်တန်ဟင်းအရင်ကနေမတူတော့သလိုပါပဲပို့ပြီးတော့ပိန်သွားခဲ့တယ်မင်းရိုးတွေကထင်းနေတယ်အသားရည်ကပို့ပြီးတော့မှဖြူလာခဲ့တယ်အကျော်စိမ့်တွေပါမြင်ရတဲ့အထိပဲရှီအန်အောလွန်းလို့အခုထိအိမ်မက်လို့ကောင်းနေစေပဲအဲ့ကအရန်မလေးပါဘူးလေးလို့လားမဟုတ်ပါဘူးအသိပြန်ဝင်လာတော့မှကိုယ့်အချင်းတွေကိုပြန်ထိန်းနေရပါတယ်တတိလက်လွတ်ကြီးဖြစ်နေကြတာမလားခြေရီလက်တွေတော့မှအေးဆက်ပြီးတော့ကိုဟင်းကိုပဲသူတေချာမကြည့်နိုင်တော့ပါဘူးမင်းတို့လက်ဆောင်ပါရော့အပြာရောင်အိတ်ကလေးကိုလှမ်းပေးရင်းနဲ့ရှီကိုပြုံးပြနေပါတယ်ဒါကိုဟင်းရောဟုတ်ရဲ့လားပြုံးပြနေတာပဲဟုတ်ကျေးဇူးပါကိုဟင်းပေးတဲ့အိတ်ကိုမကြည့်ဘဲနဲ့လှမ်းယူတော့အိတ်ကိုင်းလေးမှာရှိနေတဲ့ကိုဟင်းရဲ့လက်ကလေးကိုထိမိလိုက်ပါတယ်ကိုဟင်းကတော့တတိမထားမိပေမဲ့ရှီတတိထားမိပါတယ်ပထမဆုံးထိမိတဲ့လက်ကလေးရှီလက်ထက်တောင်မှအေးဆက်နေတယ်ရှီရေအနောက်ကလမ်းကော်တဲ့အတန်တကူကြောင့်ရှီနောက်ပြန်လှည့်ကြည့်ပါတယ်အချိန်နဲ့အချိန်ကကွက်တိပင်ရောက်ချလာတော့ကြော်စီရပါရှီနောက်လာပြီးတော့ရှီပကုံလှမ်းဖက်လိုက်တာကြောင့်ရှီကပြန်ချပြစ်လိုက်ပါတယ်ကိုဟင်းကိုကြည့်လိုက်တော့လေပုံမှန်အတိုင်းပဲဟုတ်တာပေါ့ရှီကပဲတစ်ဖက်သက်စိုးရိမ်နေတာကိုဟင်းကတော့ပုံမှန်ပါပဲရှီဒါဘာလို့လဲအော်အေးမိတ်ဆက်ပေးမယ်လေဒါကငါတို့ဘေးအိမ်ကအန်တီလင်းရဲ့သားလေးကိုဝတ်တန်ဟိန်းနဲ့အရင်တော့ကဩစတြေးလျမှာကျောင်းသွားတယ်လို့နေရမမြင်တာအခုမှပြန်ရောက်တာလေအော်ငါသိရဲ့အဲ့ဒါနင်းပြောအောက်ဆက်ပြောရမယ့်စကားကိုရှီကသတိထားမိလိုက်တာမို့ကြော်စရာခြေထောက်ကိုပိတ်ကန်လိုက်ပါတယ်ဟိုလေသူကအဲ့လိုပဲကိုဟင်းစိတ်ထဲမထားနဲ့နော်ရပါတယ်တော်တော်နာသွားမှာပဲငါညီအာနာတာဗောဗျအကိုအကန်ခံကြည့်ပါလားနင်ပါစပ်ပိတ်လို့ပြောနေနော်ငါထက်ကန်လိုက်မယ်ရှီယာစီရရဲ့နာကိုကပ်ပြီးတော့မှနှစ်ယောက်ကြားယုံလေးပြောလိုက်ပါတယ်အဲ့ဒီခါမှတိတ်သွားပါတယ်ကိုဟင်း तू ကကြော်စီရတဲ့ရှီနဲ့အသက်တူတူပဲကြောင်းတိုင်နဲ့တွေ့ကြတာကောင်းလေးသာညင်ပြီးတော့ဇီယာကိုပြုံးပြားနေပါတယ်အိုးအခုမှချစ်ရတဲ့သူရှိလားရုတ်တရက်မစီမဆိုင်မေးလာတဲ့ကြော်စီရအောင်ရှီဆောင်ကန်ပြစ်လိုက်ချင်ပါတယ်
ကိုဟင်းကဘာကိစ္စနဲ့ချစ်ရတဲ့သူရှိမှလဲနေယူနေလားယူနေလားဆိုပြီးတော့မှပိတ်ခောက်ပြစ်ရှိရလေရှီတွေးနေရတော့မပြီးလိုက်သေးခင်မှာကိုဟင်းရဲ့ဖြေကိုကြားလိုက်ရပါပြီချစ်ရတဲ့သူရှိနေပြီလားရှီနားကြမှတော့မဟုတ်ပါဘူးနော်ဟုတ်လားကောင်မလေးကဘယ်ရလဲကိုချစ်ရတဲ့သူပါဆိုမှနှလုံးသားထဲမှာပေါ့ဗျကိုဟင်းရတာပြုံးပြုံးနဲ့ဖြေးနေကြတာရှီကတော့အယိုကျိုးပြတ်ဖြစ်တယ်လို့နေခဲ့ပါပြီငါညီမရောရှိလားကျွန်တော်ကရှိတာပေါ့ရှိလေးကိုဟင်းရဲ့ကြော်စရာနဲ့ရှိနေရချစ်သူတွေရှီကကြော်စရာရဲ့လက်မအတင်းဖိဆိုရင်လည်းပြောလိုက်တာမို့အရေးကဲတည်တဲ့ကြော်စရာအတန်ထွက်မလာပါဘူးရှီပါရီလုံးနေမိတာလေကိုမသိလိုက်ပါဘူးကိုဟင်းကိုစောင့်မနေခဲ့ဘူးဆိုတာတွေကိုလင်းကျင်နေတာထင်ပါရဲ့ရှီရသာကိုဟင်းရဲ့အဖြေကိုကြားချင်းမှာတုံ့လုံမင်းသက်သွားခဲ့ပေမဲ့ကိုဟင်းကတော့ရှီနဲ့ချစ်သူကိုဘေးမှာထားရအောင်မှဒီတိုင်းပဲပြုံးနေခဲ့တာရှီအတွက်မတရားမလားနင့်ကိုနေဘာလို့လိန်နေရလဲရှီငါဂေးဆိုတာ तू သိရင်စိတ်တူလိမ့်မယ်နော်ရင်ပူလုံးလုံးအေးဆိုင်လိုက်ထိုင်ပါရဲဆိုအခုတော့နားပါပူးနေရပြီနေမပြောရင်မသိပါဘူးကိုဟင်းကိုရိုင်းကလည်းသိအောင်လဲစူးစမ်းမှာမဟုတ်ပါဘူးကိုဟင်းကငါ့ကိုတာမန်အတိတယောက်လိုပဲသဘောထားတာစိတ်ပူမနေနဲ့မင်းကိုမင်းလိန်နေရအောင်သိရမလားဖွင့်ပြောလိုက်ပါလားချစ်လာတဲ့နှစ်တွေကနည်းနည်းတော့မှမဟုတ်တာနင့်ကိုတနာပြီးတော့ချစ်ချင်ပြန်ချစ်လာမှာပေါ့မပြောပါဘူးကိုဟင်းမှာချစ်ရတဲ့သူရှိနေပြီလေငါနောက်ဆုတ်ပေးတင်တာငါအကြာကြီးချစ်ခဲ့လေဘာထုလေငါပဲချစ်ခဲ့ရလေတနာလို့ချစ်တာမျိုးလေငါမလို့ချင်ပါဘူးငါတကယ်မေတ္တာအစ်စ်ပဲလိုချင်တာဟမ်မင်းကိုကြည့်ပြီးတော့ငါတော့မှရင်းပို့လာပြီတမ်းမြားဖြိုးရီတစ်ခွက်လောက်ချပေးပါအောင်ချော့ငါဖြိုးရီလည်းနေမဲ့အကောင်ကတောက်လိုက်တော့အေးတောက်တာရင်းလဲမအေးပါဘူးဟဲ့တောက်မကုံတော့တဲ့အေးကိုဇေယျရှိမှတိုးပေးနဲ့ရှီကညီးတွားနေလိုက်ပါတယ်ပြီးတော့တက်ပြင်းရှည်ကိုချပြီးတော့မှအပြင်ဘက်မှာကြာနေတဲ့မိုးဆက်ကလေးတွေကိုကြည့်ပြီးတော့မျက်ရည်ဝဲနေပါတယ်အလွမ်းနဲ့မိုးကတွဲထားလေမိုးကိုရှိအရန်နှစ်သက်ပါတယ်ကိုဝတန်ဟင်းကြောင့်မို့အခုတော့ကိုဟင်းကြောင့်ရောဒီမိုးကြောင့်ပါရှီနှလုံးသားလေးကနာကျင်နေပါပြီမသွားချင်ပါဘူးဆိုမမီပဲသွားလိုက်ဒီနေ့အိမ်မှာကြက်သားကာလာသားချက်ထားတာမို့ကိုဟင်းတို့အိမ်ကိုပို့ခိုင်းနေတာနေရလေလူငယ်လေးတွတ်တွတ်လက်သွားပို့လိုက်ပေါ့မဟုတ်ရင်ငါလူအိုကြီးကသွားရမှာလားဒါလေးသွားပို့ခိုင်းတာသွားပို့ငယ်ရဆိုရင်ပို့စရာဆိုရင်အမိတော်မမြင်ရတော့တဲ့အထိကိုပြေးပြီးတော့သွားပို့တာအခုကြဘလို့ဖြစ်တာလဲငယ်ဘွားကအเจ้าနေပါလာပြီတရားရှိကြီးကိုနားထောင်ရမှာစိုးလို့သွားပြီမမီရေသွားပြီရှေးအရင်တော့ဆိုရင်တောက်ပို့စရာဆိုရင်အပြင်းလေးပို့တတ်တယ်လို့ပြင်ဆင်ပြီးတော့မှသွားတတ်ပါတယ်အခုလေအင်ကြီးလေးလဲဖို့စဉ်းစားလိုက်ပါသေးတယ်ဘာထူးနေမှလဲဆိုတဲ့စိတ်နဲ့ပဲဒီတိုင်းပဲထွက်ခဲ့လိုက်တယ်မိခိုးရဟိုဒီအပွားကြီးဝမ်းဆက်ကိုဝတ်ထားပြီးတော့စပင်ကိုတော့ခဲတံနဲ့ထုံနာပြီးမျက်မှန်ကြီးတက်ထားတဲ့ပုံစံအိမ်ထဲဝင်လာတဲ့အန်တီလင်းကိုအော်ခေါ်ဖို့လုပ်ပြီးမင်းလည်းမလိုတော့ပါဘူးအဲကမ်းမှာငုတ်တုတ်ထားနေတဲ့ကိုဟင်းရှိနေရကြောင်းပါစိတ်ထင်းဆန်းရှိကိုဟင်းကပိုင်ရှင်ရှိနေပြီနေ့နှလုံးကခုံမလာနဲ့ညင်းနေကိုဟင်းဒီနေ့အိမ်မှာလေကြက်သားကာလာသားချက်လို့လာပို့တာကျိုင်းရလဲမနေတော့နဲ့ကိုဟင်းကျိုင်းရောယူထားလိုက်ပါနောက်ခါဆိုရင်အန်တီကအိမ်လာမှာပဲဟာသွားပြီနော်အချင်းကြနေလေသူ့နှလုံးကပိုခုံလာလိမ့်မို့မြန်ဆန်ပြန်မို့လုံနေတော့မှာမျက်လုံးမကောင်းလို့လားမေးလာပြီမေးကုန်နေမဖြေခြင်းကိုဟင်းရဲ့အငွေတက်အတန်ရုပ်ကိုမြင်နိုင်ရှိမနေနိုင်ဘူးအနီးမုံမှာအရင်တော့မဟုတ်ပါဘူးအခုကအလုံးလုံးရင်နဲ့ထွက်လာလို့လေတက်ထားတာကိုမချွတ်ခဲ့တာရှည်သွားတော့မယ်နော်ကြက်သားကာလာသားချက်ကပူမတောက်လို့ကောင်းတာပူလုံးတောက်လိုက်နော်ရှားရှည်လိုက်သေးတယ်နိဟာလေကိုအိမ်ပြန်လာတဲ့လမ်းတစ်ချောင်းမှာတွတ်နဲ့ပြောနေတာဘယ်လိုလုံးမှကိုဟင်းနဲ့အဆက်အသွယ်မရမှာလဲရုံးထွက်မရတော့ဘူးလားရှီအိမ်မှာ3ရက်ပဲနေပြီးတော့မြို့လျာစင်နဲ့အတူနေတဲ့အိမ်ကိုသာပြန်လာခဲ့လိုက်ပါတယ်မမီကတော့ကြမနေလို့ဆိုပြီးတော့ပွားစီပြောနေပြီမယ်လေရှီလုံးရှိသေးတာကြောင့်လို့သာပြောပြီးတော့မှထွက်လာခဲ့ပါတယ်ဟဲအစိုးရ3ရက်ပဲရှိသေးတာလေတကားပါဝါမှာသာရှိသေးတယ်ပြေးထွက်လာပြီးတော့မှလာပြောတဲ့စင်ကိုကြည့်ပြီးတော့မှရှီအောင်ထားခဲ့သမျှမျက်ရည်တွေကရှမ်းထွက်လာပါတယ်ငါဘယ်လိုလုပ်ရမလဲစင်ဘာလို့လဲရှီကိုဟင်းပြန်လာပြီးချစ်ရသူပါရှိနေပြီတဲ့ရှီစကားဆုံးတာနဲ့စင်ကလှမ်းဖက်ပြီးတော့ကြောလေးကိုပုတ်ပေးပြီးတော့ဖြည့်သိမ်းပေးရှာပါတယ်စင်နဲ့အတူနေလာခဲ့တာမို့ရှီကြောင်အကုန်သိတယ်ကိုဟင်းကိုဘယ်လောက်ထိချစ်တယ်လဲဆိုတာစင်အကုန်သိတယ်ထိန်းထားသမျှမျက်ရည်တွေအောင်အေးထားသမျှဝမ်းနေမှုတွေကိုအကုန်လွှတ်ချလိုက်ပါတယ်ပြောင်းလဲချက်တွေအကုန်ရိုက်ချိုးခံခဲ့ရပြီလေနာကျင်မှုကတိတိလေးတော့မဟုတ်ပါဘူးတလလောက်အိမ်ထဲမှာအောင်းနေပြီးတော့လာအပ်ထားသမျှအလုပ်တွေကိုဖိလောက်လိုက်ပါတယ်နာကျင်မှုတွေများပျောက်သွားမလားလို့ပေါ့အလုပ်ကိုဖိလုပ်လိုက်တော့နာကျင်တာမပျောက်တဲ့အပြင်မှာအဖျားပါဝင်ခဲ့လိုက်ပါတယ်င
နေမကောင်းတဲ့သူ့ကိုစင်စင်ခမမှာစိုးရင်တကြီးနဲ့ဂယုဆိုင်ပေးရှာပါတယ်စင်စင်ဒီနေ့နင်ဦးသိန်းရန်အပ်ထားတဲ့ဒီဇိုင်းကိစ္စသွားပြဖို့ရှိရမလားတွားလေငါ့ကိုစိတ်မပူနေရတယ်ဒါဆိုလဲငါအကုန်စိတ်ချမယ်နော်နေ့လေဆေးမတောက်ခင်မှာပြန်လာခဲ့မယ်ဘာမှရှောက်လို့မနေနဲ့နော်ပြီးတော့အလုံးလုံးမနေနဲ့ကြလားအင်းမစိတ်ချလက်ချသွားတကားဘဲတန်ကြောင့်စင်စင်အပြေးလေးထားသွားပါတယ်ခဏကြာမှတော့အပြေးလေးပြန်လာပြီးတော့ပြာတာတာနဲ့အခန်းကိုလာရှင်းနေပါတယ်ရှေးထားထိုင်လိုက်ပြီးတော့ကတင်လေးကိုမှီပြီးတော့နားမလေတဲ့လူသာကြည့်လိုက်ပါတယ်စင်စင်ဘာဖြစ်ဝင်လာလို့ရပြီရှင်ရှေးပြောလို့မပြီးသေးခင်မှာစင်စင်ရဲ့စကားကြောင့်ရှေးကပို့ပြီးတော့မှနားမလည်နိုင်ဖြစ်သွားရပါတယ်တကားလေးပွင့်သွားနဲ့မြင်လိုက်ရတဲ့မျက်နှာလေးကကြည်လင်အေးမြနေတဲ့ကိုဝတ်တန်းရဲ့မျက်နှာလေးပါရှေးထားရလိုက်ဖို့ပြင်လိုက်ပြီးမြအားနဲ့နေလို့ထင်ပါရဲ့မိုက်ကနေမိုးသွားမှုအဲ့ရထဲမှာပြန်လေကျသွားပါတယ်မထနဲ့လေကိုလာခဲ့မှာပဲဟာနန်းစားတွေမတုံးဘူးတဲ့ကိုဟင်းရဲ့နှုတ်ဖျားနေထွက်လာတဲ့ကိုဆိုတဲ့နန်းစားလေးကပြီးတော့ရှီကိုစိတ်ပူတဲ့လေတန်းနဲ့ပထမဆုံးပြောတဲ့စကားတန်ရှီရဲ့အနောက်အပြေးလေးရောက်လာပြီးတော့ထိမ့်လိုက်တာမို့ကိုဟင်းရဲ့လက်တွေဟာရှီရဲ့ခါလေးမှာရှီငါသွားလိုက်မယ်နော်အချိန်ကနီးနေပြီမလို့လှုပ်ရှားတွေများတာမို့ငါညမှပဲပြန်လာတော့မယ်ဟဲ့ခုနကပြောတော့ရှီနေလေစေးမတောက်ခင်မှာပြန်လာခဲ့မယ်တဲ့အခုကိုဟင်းလေးရောက်လာရောညမှပဲပြန်လာတော့မယ်တဲ့အရင်တော့အနေထားနေဆိုရင်တော့တကယ်ပြောမိမှာပေါ့အခုလိုအချိန်နေနဲ့ဆိုရင်တော့ရှီကိုဟင်းနဲ့မျက်နှာချင်းတောင်မှမဆိုင်ချင်ပါဘူးနေမကောင်းတာဘယ်နည်းရှိပြီလဲကိုဟင်းယူလာခဲ့တဲ့ဘူးတွေကိုအိတ်ကနေတခုချင်းထုတ်နေနေမေးပါတယ်3ရက်ပါအဲ့လိုနေမကောင်းဖြစ်နေတာဘာလို့မဆက်သွယ်ခဲ့ရလဲအနောက်ရှက်မပေးချင်လို့ပါကိုဟင်းကပြန်မေးတာမျိုးမရှိတော့ဘဲနဲ့အတန်တိတ်သွားခဲ့ပါတယ်ရှီဖြေတာပဲမှားသွားခဲ့လို့လားမမှားပါဘူးအန်တီတို့ကမလာနိုင်လို့ကြက်သားဆန်ပြုံးနဲ့ကြက်ပေါင်းရီထည့်ပေးခဲ့တယ်တောက်လိုက်အောင်ရှီပြန်မဖြေဘဲနဲ့မျက်နှာရှုံတွားနေလိုက်တယ်နေမကောင်းပါဘူးဆိုမှဆန်ပြုံးတဲ့ရှီကဆန်ပြုံးမကြိုက်ပါဘူးနေမကောင်းသည်ဖြစ်စေကောင်းသည်ဖြစ်စေဆန်ပြုံးဆိုရင်လုံးဝမစားနိုင်အောင်အစားကိုပုံမှန်စားအိတ်ချိန်တန်အိတ်အလုပ်ကိုပုံမှန်မဲလို့အခုဆန်ပြုံးစားလိုက်ထားသွားလိုက်ပါကိုဟင်းရှီစားလိုက်မယ်တွားလိုက်တာနဲ့တွန်းပြစ်မဲ့ရုပ်လေးဘယ်သူကထားသွားပါမလဲကြော်စီအောင်မသိဘူးလားနေမကောင်းတာကြော်စီကဘာလို့ပါလာမှမသိပါဘူးကိုဟင်းကသူ့ကိုမကြည့်ဘဲနဲ့ပကံလုံးတွေကိုဆန်ပြုတ်ခက်တဲ့ပေးနဲ့မေးခဲ့တာပါသိပါတယ်လာပြီးတွားပြီဘာကြွေးတွားလဲမုန်းနေပြီးတွားပါတယ်အခုဆန်ပြုတ်တော့ရော့ဆန်ပြုတ်ထည့်ထားတဲ့ပကံလုံးကိုကမ်းပေးနဲ့ပြောလာပါတယ်ကိုတိုင်တောက်မလားခွန်ကြွေးရမလားကိုဟင်းရဲ့မေးခွန်းကြောင့်ရှီကိုဟင်းရဲ့မျက်နှာအနေထားကိုသိချကြည့်မိပါတယ်အတီးပေါက်ပြောနေတာပဲရှီကမ်းပေးတဲ့ဆန်ပြုတ်ပကံကိုလှမ်းယူပြီးတော့ကိုတိုင်မဲစားတော့မယ်ကိုဟင်းရဲ့ကောင်မလေးမကြိုက်ပါဆိုတယ်ကိုဟင်းကသူ့ပြောဘာမှပြတ်မဖြေပါဘူးဘယ်လိုမျက်နှာဖြစ်နေလဲဆိုတာရှီလည်းသိချမကြည့်ရဘူးလေဆန်ပြုတ်ပဲငုံတောင်းနေလိုက်တယ်ကုံအောင်တော့မကုံနိုင်တော့ဘဲနဲ့ပြန်ကမ်းပေးလိုက်တဲ့ခွက်ကိုပြန်တွန်းပြီးတော့ရှီကိုအမိန်ပေးခဲ့တာကုံအောင်မတောက်ရင်ထတက်မဲ့ယုံနဲ့ဒါမှမဟုတ်အရန်ချောလုံးနေတာကိုအကုံတောက်ပေးရနဲ့ရှီကိုဈေးတိုက်ပါတယ်ပြီးတော့အိတ်ခိုင်းတာမလို့မအိတ်ချင်တဲ့မျက်လုံးအတင်းမိတ်ပြီးတော့အိတ်ဖို့ကြိုးစားလိုက်ရပါတယ်ကိုသဘောကျနေတဲ့သူရဲ့ရှေ့မှာအိတ်ရတာတမျိုးနေရခတ်ပါတယ်ဘလို့လို့အိတ်ပျော်ပါမလဲအိတ်ပျော်သွားရင်ဘလို့ရုပ်ဖြစ်နေမလဲဆိုတာကိုယ်တိုင်လည်းမသိနိုင်ဘူးမလားရှီမအိတ်ပါဘူးအလန်းတန်ကြောင်နိုးလာခဲ့တော့ညနေ3နာရီတောင်မှထိုးနေပြီနိုင်လန်းကရှီလှုပ်ထားခဲ့တာမဟုတ်ပါဘူးဒါဖြင့်ငါအိတ်ပျော်သွားခဲ့ရလားသွားပါပြီအိတ်ပျော်နေတဲ့ငါရုပ်ကိုဟင်းကမြင်သွားခဲ့ပြီပေါ့ဘာလို့အိတ်တာလဲနင်ဟာလေကိုအပြစ်တင်နေမိစဲမှာပဲမအိတ်ဖို့အားခဲထားပြီးတော့မှအိတ်ပျော်သွားခဲ့တာအိတ်လိုက်တာလည်းအရှုံးမရှိပါဘူးအိမ်မက်ကအရန်လာရလေရှီရဲ့နှစ်ဖိုးလေးကိုဟင်းကအကြာကြီးအနမ်းပေးခဲ့တယ်တဲ့အပြင်မှာတကယ်မဖြစ်နိုင်တဲ့အိမ်မက်လေးမို့လို့ရှီပြန်ခံစားလို့ရရင်အမတ်တရားဖြစ်နေပြန်ခံစားမိခြင်းပါသေးရဲ့ကိုဟင်းကျွေးခဲ့တဲ့ဆန်ပြုတ်ကြောင့်ထင်ပါရဲ့မြန်ပဲနေကောင်းလာခဲ့တယ်ကိုဟင်းကျွေးတာဆိုရင်မစားချင်တဲ့ဆန်ပြုတ်တောင်မှအကုန်ကုန်သွားခဲ့ရမလားရှင်းလူကြီးတွေပြောကြလဲမမားပါဘူးအချစ်ဟာစေးတခွက်တဲ့အိဟာနေမထသေးပဲနဲ့မျက်နှာချက်ကိုကြည့်ပြီးတော့မှပြုံးနေတဲ့ရှီကိုကြည့်ပြီးတော့စင်စင်ကတိလိုက်ပါတယ်နေကိုဟင်းကြောင့်နေတွေးနေပြန်ပြီမလားပြောတော့လက်လွတ်တော့မယ်ဆိုသူမြပိုင်ရှင်ရှိနေပြီမလို့နောက်ဆုတ်တော့မယ်ဆိုငါအတွေးမှားသွားခဲ့တာတိလားစင်စင်တကယ်တော့ तू ကဘလို့လူပဲဖြစ်ဖြစ်ချစ်နေပေးတာမှအချစ်စလေကိုဟင်းကပိုင်ရှင်ရှိလေပါဖြစ်လေအတက်နိုင်ဆုံးငါချစ်ပေးနိုင်တဲ့အထိကိုငါချစ်နေရမှာပဲလीနော်နောက်ဆုတ်တာတွေလက်လွတ်တာတွေဆိုတာတကယ်ချစ်ရင်မလုံနိုင်ပါဘူးဟာငါကိုဟင်းကိုတကယ်ချစ်တာအဲ့တော့မလုံနိုင်ဘူးချစ်မြဲချစ်နေမှာပဲအမျိုးမျိုးပဲနော်အပြောင်းလဲရလဲမြန်းနေသလားလို့
ကိုဟင်းနဲ့ကိုကျွေးတဲ့ဆန်ပြုတ်ထဲမှာစိတ်ကပ်သွားတယ်ထင်တယ်ဟုတ်လားတဲ့အချစ်စေးလေအမလေးဟဲ့နားကြပြင်းကတ်လိုက်တာထမျက်နှာတော့တဲ့တော့ချီခတ်ပြုံးပြုံးနေပဲတနေ့တာတော့အစာပြုတ်လိုက်ပါတယ်အလုပ်တွေလုံးနေရင်လေကိုဟင်းရဲ့အကြောင်းသာတွေးနေပါတယ်အတွေးရကိုထုံးမပြတ်နိုင်တော့ကိုဟင်းလာပို့သွားတဲ့ဆန်ပြုတ်ဘူးတွေမာမီကိုသွားပြန်ပို့မယ်ဆိုပြီးတော့ရှီထွက်လာခဲ့လိုက်ပါတယ်ဆန်ပြုတ်ဘူးပို့ကျင်တာနင်းနေကိုဟင်းကိုတွေးကျင်တာများများပါအိမ်ရောက်တော့မာမီကိုဆန်ပြုတ်ဘူးပေးပြီးရနဲ့ရှီရဲ့အခန်းထဲကနေပြီးတော့ကိုဟင်းရဲ့အိမ်ကိုလှမ်းကြည့်ပြီးတော့ရှားနေပါတယ်မရှိဘူးပဲဘယ်သွားပါလိမ့်တမိရဲ့ရှိတားဝတ်တန်စီကိုဒါလေးသွားပို့ပေးရောဟုတ်လာပြီမာမီအမြန်ပြေးလာမို့ကတင်ဆောင်နဲ့တိုက်မိပြီးတော့မှောက်ရက်လေးသွားပါသေးတယ်နှစ်ဖုံးနဲ့ကြမ်းမြေစောင့်မိတော့မို့တော်တော်လေးလဲနာသွားတယ်မာမီပေးတဲ့အိတ်ကိုယူပြီးတော့မှအပြေးလာခဲ့ပါတယ်အိမ်ပေါ်မှာလက်ပိုက်ပြီးတော့သူ့ကိုကြည့်နေတဲ့ကိုဟင်းကိုတွေ့တော့မှရှီပြေးလာတဲ့အရှင်ကိုတက်ပြီးတော့ဖြည်းဖြည်းချင်းပဲရှောက်ခဲ့ပါတယ်ကိုဟင်းရော့မာမီပေးခိုင်းခဲ့တာရှီလန်းပေးတဲ့အိတ်ကိုယူပြီးတော့အဲ့လောက်အိမ်နီးလေးဟာနောက်ဆိုပြေးမလာနဲ့လေကိုဟင်းကပြောရင်းဆိုရင်နဲ့သူ့ကိုစေးညစ်ဘူးတတိလေးကိုကမ်းပေးပြရနဲ့အိမ်ထဲကိုဝင်သွားပါတယ်ရှီကိုဟင်းပေးတဲ့ဆေးဘူးလေးကိုကမ်းပြီးတော့ရှင်တထိတ်ထိတ်နဲ့ပြန်လာခဲ့ပါတယ်မယိုးနိုင်တဲ့အချစ်တွေကိုဟင်းချစ်ရတဲ့ကောင်မလေးအောင်ဘယ်လိုမှအချစ်ခံနေရပါလိမ့်ချီလောက်တွေများလာမို့အိမ်မပြန်နိုင်တာ3လလောက်ရှိနေပြီမာမီတို့ကတော့ရပါတယ်အလုပ်အားမပြန်လာပါလို့ပြောပေမဲ့လေရှီပြန်ကျင်လာတယ်ကိုယ်တိုင်မသွားနိုင်တာမို့စင်စင်ကိုပဲမာမီတို့လိုအပ်တဲ့ဆေးဝါးတွေမုံနေကိုအကောင်ပို့ပေးခိုင်းရတယ်ကိုဟင်းရောဘယ်လိုများနေလဲဘာတွေလုံးနေမလဲရှီမသိရပါဘူးစင်စင်အန်ကိုသွားတိုင်းမှလည်းမတွေ့ဘူးပဲကြားရတယ်ဟုတ်ပါတယ်လေကိုဟင်းကအပြင်ကိုတိတ်ထွက်တဲ့သူမှမဟုတ်တာဩစတြေးလျမှာတော့မှကြောင်းတက်ပြီးတော့ပြန်လာတဲ့သူကဘာမှမလုပ်ပေးနဲ့နေနေတာပို့ပြီးတော့ထူးဆန်းနေမလားစင်စင်ငါမရတော့အိမ်ပြန်လာအောင်မယ်ကိုဟင်းကိုလည်းတွေ့ကျင်နေဟာမာမီတို့ရောလွမ်းခဲ့ပြီကျန်တဲ့လုပ်ကိုငါပြန်လာနဲ့အကုန်အပိတက်ပေးမယ်နော်အချိန်မီပြီးစီရမယ်စင်စင်အေးပါရပါတယ်ငါလည်းပြောမလို့ငါလည်းခဏလောက်အိမ်ပြန်အောင်မယ်နင်ဒီကိုပြန်လာမယ့်နေ့ကိုငါ့ကိုဖုန်းကြိုဆက်နော်အေးငါသွားပြီအိမ်ဆွဲပြီးတော့အပေါ်အင်းကြီးထပ်ဝဲပြီးတော့အပြေးလေးပဲလာခဲ့ပါတယ်စိတ်ထဲမှာလေးနေရမို့နေရခက်လာပါတယ်အိမ်ပြန်ရောက်တာနဲ့မာမီတို့ကမျက်နှာသိမ့်မကောင်းပါဘူးရှေ့ဆိုးရင်သွားရပါတယ်မာမီဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးငါသမီးကိုလွမ်းလို့ပေါ့မတွေ့ရတာဘလောက်ကြာနေပြီလဲအိမ်တော့ပြန်လာပါအောင်သမီးရဲ့မာမီရောဒယ်ဒီပါသူ့ကိုလွမ်းနေကြမှအရန်သိတာပါတယ်နောက်ဆိုပြန်လာမယ်နော်ကိုဟင်းကိုမုံသွားပို့လိုက်အောင်မယ်ကိုဟင်းကိုပို့နေကြမုံနေကိုယူပြီးတော့ဖြည်းဖြည်းမှန်မှန်ပဲရှောက်ခဲ့ပါတယ်ကိုဟင်းရပြေးပြီးတော့မလာနဲ့လို့ပြောထားလို့အိမ်ထဲဝင်တာနဲ့ကိုဟင်းရှင်မြင်လိုက်ရတဲ့မြင်ကွဲကိုမယုံကျင်ပါဘူးကိုဟင်းရဲ့လက်ကိုစုပ်ကန်ထားပြီးတော့ပကုံးကိုဖတ်ပြီးတော့စကားပြောနေတဲ့ကောင်မလေးတယောက်ဝတ်ထားတဲ့ပုံစံလုံးဝအလွင့်ပါပေါင်လေးလောက်ပဲရှိတဲ့ body fit အနေအောင်ဝတ်ထားပြီးတော့နှက်ခမ်းနေရဲစိုးထားပြီးတော့ဖြောင်ဆင်းနေတဲ့ဆန်းရွက်တွေကိုပိုင်ဆိုင်ထားတဲ့ကောင်မလေးဟာကိုဟင်းရဲ့ကောင်မလေးဖြစ်နိုင်ပါတယ်ကိုဟင်းကသူ့ကိုမြင်တော့ထထိုင်လိုက်ပြီးတော့ရှေ့စီကိုရှောက်လာတယ်မောင်းလာပို့တာလားအရင်ကနဲ့မတူဘဲနဲ့နင်းနီကကရက်လာမို့ရှင်ကနောက်တလန်ဆော့လိုက်ပါတယ်ဟုတ်တယ်ကိုဟင်းရော့ရှီသွားလာအောင်မယ်နော်ကိုဟင်းလက်ထဲကိုမုံထုတ်ကိုထိုးထည့်ပေးပြီးတော့နောက်ကိုတစမ်းမှလှည့်မကြည့်ဘဲနဲ့ပြန်လာခဲ့လိုက်ပါတယ်ပြန်လဲကြည့်လို့ဘယ်ရပါမလဲရှီရဲ့မျက်ရည်တွေမြင်းကုန်မှာပေါ့ရှီပြန်လာခဲ့တာမှားသွားခဲ့ပြီကိုဟင်းရဲ့အိမ်ကိုသွားခဲ့တာရှီမှားသွားပြီအဲ့ဒီအဖြစ်ပြက်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ရှီကိုဟင်းအိမ်ကိုမသွားဖြစ်တော့ပါဘူးအိမ်ကိုတစ်လားတစ်ခါပြန်ဖြစ်ပေမဲ့အိမ်မှာ2ရက်လောက်ပဲနေပြီးတော့မှပြန်လာပါတယ်ကိုဟင်းရဲ့အိမ်ကိုလည်းလှည့်မကြည့်ဖြစ်တော့ပါဘူးချောင်းလည်းမကြည့်ဖြစ်တော့ပါဘူးနေနိုင်အောင်နေရမယ်တစ်ဖက်သက်ချစ်တယ်ဆိုတာကိုနှိမ့်ဆက်နေတယ်လို့ပဲလေဆေးဖြစ်ဝါဖြစ်ချစ်ပါခွေးဖြစ်နာဖြစ်မချစ်ပါနဲ့တဲ့လေးလလောက်ကြာတော့ရှီစီမှာအမြဲတမ်းအလုပ်အပ်နေကြကိုတစ်လွင်နဲ့တမီးရေးစာဖြစ်ခဲ့ရပါတယ်ကိုတစ်ရှိကိုဖွင့်ပြောတော့ရှီစိတ်တွေကအရန်ပင်ပန်းနေတဲ့အချိန်ရေးစားထားလိုက်တာရှီတွက်စိတ်ထွက်ပေါက်တစ်ခုဖြစ်မယ်လို့ထင်တာကြောင့်လက်ခံလိုက်တာလည်းဖြစ်ပါတယ်ကိုတစ်လွင်ကရှီပုံမှာတော့အရန်ကောင်းပါတယ်ဂယုဆိုင်ပေးပါတယ်ဒါပေမဲ့အဲ့လိုကကိုပုံမှာဘလောက်ကောင်းမေးကိုချစ်တဲ့သူမဟုတ်ရင်ပုံမှန်လိုပဲထင်နေမှာဆိုတဲ့အတိုင်းပဲဘေးကလူတွေကတော့ရှီကိုအားကြကြတယ်ဒါမဲ့ရှီတွက်ကတော့တာမန်ပါပဲကိုရှီတို့အိမ်ကိုလိုက်ခဲ့ဖို့ကျင်တယ်မိဘတွေနဲ့မိတ်ဆက်ပေးပါလားရုတ်တရက်တောင်းဆိုလာတဲ့ကိုတစ်လွင်ရဲ့စကားကိုသူမှမငင်းခဲ့ပါဘူးအိမ်ကိုခေါ်လာပြီးတော့ရှီရဲ့မိဘတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်မာမီရောဒယ်ဒီပါတိတ်ပြီးတော့သဘောကျဖို့မပေါ်ပါဘူးဒီတိုင်းမေးတူးခေါ်ပြောအခြေအနေပါပဲကိုတစ်လွင်ပြန်သွားတော့မှမာမီသဘောမကျဘူးနော်ဒယ်ဒီရောပဲဘာလို့သဘောမကျတာလဲကိုတစ်ကတကယ်ကောင်းတဲ့သူပါသဘောမကျဘူးလို့ပြောတာပါယူတာမယူတာတမိပိုင်မယ်
မာမီရောဒယ်ဒီပါဘာဖြစ်နေမှန်းအောင်မသိဘူးခါတိုင်းဆိုရင်တမီရွေးချယ်တဲ့သူဆိုရင်မာမီတို့ကလက်ခံပေးမှဆိုပြီးတော့မှပြောနေကြအခုကြောက်ဘယ်လိုဖြစ်တာလဲရှီချန်ထဲကိုဆင်းသွားပြီးတော့မှထိုင်နေလိုက်ပါတယ်တက်ပြင်းလေးချပြီးတော့တန်းလေးကိုမိပြီးတော့မျက်လုံးလေးကိုခဏမိတ်ပြီးတော့နေလိုက်ပါတယ်ခုနကောင်ကဘာတူလဲကိုဟင်းရဲ့တန်ပန်ကိုရှိသိလိုက်ပါတယ်ရုတ်တရက်ဆိုတော့နှလုံးတုန်သွားခဲ့ပေမဲ့ပုံမှန်လိုပဲနေလိုက်ပါတယ်ကိုဟင်းသိစရာမလိုပါဘူးဒါရှီတို့မိသားစုကိစ္စပါရက်လို့မပြောဘဲနဲ့ဒီတိုင်းခက်ချေချေပဲနေထားလိုက်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကိုဟင်းကသူနဲ့မဖြစ်နိုင်နေသူမလားရက်တန်းကရက်လိုက်သိမိထင်တာမို့ရှေ့ဆက်မပြောချင်တော့ဘဲနဲ့အိမ်ထဲကိုဝင်ခဲ့လိုက်ပါတယ်လွမ်းစီအောင်နာစရာနဲ့ဖြည့်နှွေရသည်မနက်ခင်းရဲ့နေရာပူပြင်းတာမို့ရှေ့အိမ်ရေးမိုးကပင်နေမလဲထခဲ့ရပါတယ်ပူပြင်းနေမှာတော့ဘယ်လိုဆက်အိတ်လို့ရပါအောင်မလဲမနက်ထနဲ့ရေချိုးပြီးတော့ခရော့တော့အမဲလေးနဲ့ကျင်းပမီတိုဝစ်ပြီးတော့ကောင်းလျှော်ထားတာမို့မချသေးတဲ့စပင်ကိုတပတ်နဲ့ပတ်ပြီးတော့မှအောက်ဆင်းလာခဲ့ပါတယ်အောက်တက်ကအေကန်းမှာထိုင်းနေတဲ့ကိုဟင်းနဲ့ကိုဟင်းရဲ့မိဘတွေကိုရှီလီကနောက်ဆုံးတစ်ယောက်မှမြင်လိုက်တာမို့ချက်ချင်းအိမ်ပေါ်တက်ဖို့ပြန်လိုက်တာမို့ရှီတမီလာပါအောင်ကွယ်လာထိုင်ပါအောင်ကိုဟင်းရဲ့မေဒေါ်လင်းလင်းချူကရှီကိုတွေ့ရနဲ့လှမ်းခေါ်ပါတယ်ရှီကပြန်တက်သွားလို့လည်းမကောင်းတာမို့ပြုံးပြပြီးတော့အနာကိုလာခဲ့ရပါတယ်အန်တီလင်းလောင်မှပိန်သွားသလားလို့ဟုတ်မှာပေါ့တမီရဲ့တမီကောင်းမချောက်သေးဘူးမလားအဲ့အစိုးတိုင်းမနေနဲ့လေအမလေးပြောမနေနဲ့မလင်းချိုရေအဲ့လိုမနေဖို့ပြောလဲဒရိုင်ယာမှုတ်ရမှာပြင်းနေဆိုပြီးတော့မှပြောတယ်ပြီးတော့ပြောသေးတယ်ဒီတိုင်းနေလိုက်ရင်ခြောက်သွားမှာတဲ့အဲ့ဒါကြောင့်လေနေမကောင်းခဏခဏဖြစ်တာလေအကုန်လုံးရဲ့ရှေ့မှာရှေ့เจ้าနေဖောက်တယ်ချနေရမို့ရှက်တော့ရှက်ပေမဲ့လေအမှန်တွေမို့လို့ဘာမှပြန်မပြောဖြစ်ပဲနဲ့ပြုံးစီစီပဲနေလိုက်ပါတယ်ရုတ်တရက်ကိုဟင်းကိုကြည့်မိလိုက်တော့ကိုဟင်းရဲ့အကြည့်တွေကကွင်းဆက်လူသက်သမားလိုအကြည့်တွေနဲ့စိုက်ကြီးနေတာမျက်တောင်တောင်မှမခတ်ဘူးရှီတကယ်ကိုနေရခတ်လာပါတယ်ကိုဟင်းကရုတ်တရက်ထလာပြီးတော့ရှီလက်ကိုဆွဲလာပြီးတော့လာလိုက်ခဲ့ရုတ်တရက်ဆွဲခေါ်ခံခဲ့ရမို့ရှီလက်တော့လန့်မိသားပဲမိဘတွေရှိနေတဲ့ဂျားတွေကနေဆွဲထုတ်ခံခဲ့ရလေရှီမျက်နှာပူလာပါတယ်ကိုဟင်းအိမ်ကိုခေါ်ခဲ့တာမို့ဘာများလဲဆိုရဲသိကျင်စိတ်ကလည်းပေါ်မိသားပဲရှီကိုဆိုဖာပေါ်ထိုင်ခိုင်းပြီးတော့ကိုဟင်းကအိမ်ပေါ်ခဏတက်သွားပြီးတော့ပြန်ဆင်းလာတော့လက်ထဲမှာဒရိုင်ယာနဲ့မဟုတ်မှစပင်းကိုဒရိုင်ယာမှုတ်ပေးမလို့များလားဟုတ်ပါတယ်ရှီနောက်လာပြီးတော့မှပတ်ထားတဲ့တစ်ပတ်ကိုဖြေးလိုက်ပြီးတော့ဒရိုင်ယာနဲ့မှုတ်ပေးနေရမို့ရှီရင်ထဲမှာနေရခတ်ပါတယ်ပါရှင်ကိုစီရှိနေကြတဲ့သူတွေကဒီလိုနေလို့ရပါမလားကိုဟင်းရှီအိမ်မှာပဲသွားလောက်လိုက်တော့မယ်ထပြန်မို့ပြင်းနေတဲ့ရှီရဲ့ပခုံးကိုလက်ဘွားအကြီးကြီးနဲ့ဖိထားပြီးတော့ငိမ့်ငိမ့်နေလီတန်နဲ့မာရာမို့ရှီမလုံးမရှက်ပဲငိမ့်ငိမ့်လေးနေလိုက်ရပါတယ်စပင်းတွေအကုန်ချောက်သွားတော့မှကိုဟင်းကဒရိုင်ယာတွေပြန်သိမ်းပြီးတော့ဟိုကောင်လေးကိုယူဖို့ထီကိုမတွေးထားဘူးမလားယူဖို့ထီတွေးထားတယ်ရှီရဲ့အပြေးအတန်ကိုကြားရနဲ့ကိုဟင်းကဒရိုင်ယာကိုပြစ်ချပြီးတော့ရှီလာရက်ပြီးတော့မယူနဲ့မင်းမချစ်ပဲနဲ့ဘာလို့ယူမှာလဲချစ်တယ်မချစ်ဘူးဆိုတာရှီရဲ့ကဏ္ဍပါမချစ်လဲယူမှာချစ်လဲယူမှာပဲမင်းချစ်တာငါ့ကိုလေ तू မဟုတ်တာဟင်ကိုဟင်းကတိနေခဲ့ရလားတိနေခဲ့ပေါ့ဒါတော့မှလှိလျူရှုပြီးတော့နေနိုင်နေတော့မသိတယ်လို့နေခဲ့တာပေါ့ဟုတ်လားရှီကအယူလောက်ခံခဲ့ရတာပေါ့ရှီအယူလောက်ခံနေခဲ့ရတာကိုဟင်းကပျော်ပျော်ကြီးပဲကြည်နေခဲ့တာပေါ့ဟုတ်တယ်ရှီကိုဟင်းကိုချစ်ခဲ့တယ်အခုလည်းချစ်နေတော့မယ်ဒါမဲ့ရှီကိုဟင်းနဲ့ပတ်သက်တဲ့မှတ်ဉဏ်မှန်သမျှကိုထုတ်ပြဖို့တွေးထားပြီးဆုံးဖြတ်ပြီးသွားပြီတတိရှင်ငါနဲ့ပတ်သက်တဲ့မင်းမရှိတဲ့မှတ်ဉဏ်တွေကိုထုတ်ရင်ထုတ်ကြည့်လိုက်လေကိုဟင်းကဒေါသအရက်ထွက်နေတဲ့ပုံပဲအသက်ရှူတန်းနေမြန်ပြီးတော့မျက်နှာသွေးတောင်မှရှိတော့တဲ့ပုံမပေါ်ပါဘူးရှီမထုတ်ရင်တော့မှမှတ်ဉဏ်တွေကပျောက်သွားမှာအစ်စ်တွေထည့်ဖို့အဟောင်းတွေကပျောက်ကွယ်သွားမှာပဲလေအစ်စ်လည်းမထိတ်နဲ့အဟောင်းလည်းမထုတ်နဲ့ငါနဲ့ပတ်သက်တဲ့မှတ်ဉဏ်တွေကအစ်စ်တွေပဲဖြစ်ရမယ်ကိုဟင်းအရက်အတ္တကြီးပါလားရှင်မျက်ရည်တွေကျပြီးတော့မှအိမ်ပြန်ပြေးလာခဲ့ပါတယ်မခံစားနိုင်တော့ဘူးလေသူ့ရဲ့ခံစားချက်ကိုလှည့်စားနေခဲ့တာသူ့ကိုကစားနေခဲ့တာအခုကြောင့်မှလာပြီးတော့မုန်းနဲ့အဲ့လိုခံစားနေရတာမုန်းနဲ့ရှီတစ်ဖက်အိမ်ကိုပြန်ဖို့ပြင်ဆင်ပြီးတော့အခန်းထဲကထွက်မယ်လုံးမှာတော့အခန်းထဲဝင်လာတဲ့ကိုဟင်းကြောင့်ရှီကြောင်အန်းလေးဖြစ်သွားပါတယ်ကိုဟင်းဘာလို့ဝင်လာလဲထွက်တွန်းနေပေမဲ့လည်းမထွက်ပါဘူးရော့ကြည့်ဓာတ်ပုံတွေအထက်လိုက်ရှီရဲ့အိယာပေါ်ပြစ်ထည့်လိုက်တာမို့ရှီတပုံချင်းကြည့်လိုက်တော့ကိုသိလွင်တခြားကောင်မလေးတွေနဲ့ရှောက်လည်နေတဲ့ပုံတွေနန်းနေတဲ့ပုံတွေအတူကျုံပြောရရင်တော့ဖောက်ပြန်နေတဲ့ပုံတွေရှေ့ပေါ်ကြကောင်းပြီးတော့မမြင်ရတဲ့အရက်မှာဖောက်ပြန်နေတာကိုမြင်ရတော့ခံရခက်ပေမဲ့မနေ့ကကိုဟင်းနဲ့ပြဿနာဖြစ်တာနဲ့ရှင်တော့အပပါမြင်လားအဲ့ကောင်ဖောက်ပြန်နေတာဖြတ်ပြစ်လိုက်တော့မဖြတ်နိုင်ပါဘူးသူ့ဟာသူဖောက်ပြန်ပြန်မပြန်ရင်လေကိုဟင်းနဲ့ဘာဆိုင်လဲ
ရှင်နဲ့သူနဲ့ကိစ္စသားရှိရဲ့ဘဝကိုဟင်းဝင်ပြီးတော့မှဆွတ်ဖက်စရာမလိုပါဘူးလို့တယ်မင်းကိုအဲ့လိုကောင်းနေနဲ့မမြင်စေဘူးမင်းကအဲ့လိုကောင်းနေနဲ့မတန်ဘူးတန်နဲ့မတန်ဘူးဆိုတာရှိရဲ့ကိစ္စလို့ရှီဆုံးဖြတ်မယ်လို့ကိုဟင်းထွက်သွားတော့မထွက်နိုင်ဘူးတကားပတ်ဝါကိုတွန်းပို့နေတဲ့ရှိရဲ့လက်တွေကိုလက်တစ်ဖက်တည်းနဲ့အစင်းဆုပ်ထားပြီးတော့နောက်တစ်ဖက်ကရှိရဲ့ခါးတိမ်တိမ်လေးကိုဆွဲယူထားလိုက်ပြီးတော့ရှိရဲ့နှာခေါင်းကိုနမ်းလိုက်ပါတယ်ရုံးကန်နေပြီမဲ့လည်းမနေထိန်းထားပါတယ်လှုပ်ပေးလိုက်တာနဲ့ရှိရဲ့လက်ကကိုဟင်းရဲ့ပါးနာကိုရောက်သွားခဲ့ပါတယ်မျက်ရည်တွေအဆက်မပြတ်ကျပြီးတော့ကိုဟင်းရှိကိုဘလို့မိမမျိုးထင်နေရလဲကိုဟင်းကအဲ့လိုယောက်ျားမျိုးဖြစ်မယ်လို့ရှိမထင်ခဲ့ဘူးအရင်လိုပဲဘာမှပြတ်မပြေဝင်းနဲ့ရှိကိုပဲစိုက်ကြည့်နေကြတာပြီးတော့ဘာမှမဖြစ်သလိုပဲအခန်းထဲကထွက်သွားခဲ့တယ်ကြံခဲ့တဲ့ရှိကတော့စိတ်တန်ရာရီနဲ့ဖောက်ပြန်ခံနေရတာကိုဟင်းကိုယ်တိုင်လာပြတာမို့ရှက်လဲရှက်ပါတယ်ပူဆိုးတာရှိကိုအထင်မြင်သေးပြီးတော့ကိုဟင်းအနာယူသွားတာပါမုန်းတယ်အရင်မုန်းတယ်ကိုဟင်းကိုမတွေ့ရရင်ပြီးရောဆိုတဲ့စိတ်နဲ့အိမ်တော်မှမပြန်ဖြစ်ပါဘူးမမီတို့ကတော့မနေနိုင်လို့အိမ်ထိလာခဲ့တဲ့နေ့တွေလည်းရှိပါတယ်ကိုတက်လွင်ကိုလည်းအဆက်ဖြတ်လိုက်တယ်စိတ်တွေအယမ်းပင်ပန်းနေရမို့စိတ်ပြေလက်ပြောက်အလုပ်တွေဖိလုပ်တာမို့စင်စင်နားမှမနေတားယူရပါတယ်အဲ့လောက်ကြီးနေမအိမ်ညမအိမ်မလုပ်ပါနဲ့ရှိရဲ့နင့်ကြည့်ပြီးတော့ငါတကယ်ပင်ပန်းနေကြာရင်နေလဲတော့မှသိလားရပါတယ်ငါခန္ဓာကြောင်းငါသိပါတယ်ခန္ဓာရှိပါသေးတယ်အဲ့လိုမျိုးလေကြီးခဲ့တဲ့ရှိကတော့စင်စင်ပြောပြီးတော့မကြားလိုက်ပါဘူးမေးလေသွားခဲ့ရမို့ဆေးရုံရောက်ခဲ့ရပါတယ်စင်စင်နင့်ကိုငါပြောဘူးတယ်လေအလုပ်တွေအယမ်းမလုပ်ပါနဲ့လို့အခုကြည့်နေမူးလဲပြီတော်သေးတာပေါ့ဆေးရုံပို့ပေးရသူရှိလို့ဘသူပို့ပေးရလဲတကိုးလူမိတလို့ဖြစ်သွားတဲ့စင်စင်ရဲ့ရုပ်ကိုရှင်းမြင်လိုက်ပါတယ်ဟုတ်ငါလေးငါနင့်ကိုပို့ပြီးတော့တက်စီတားပြီးတော့လာခဲ့ရတာနင့်ခနာကိုကလေးတော့ငါမှပင်မလိုက်တာအောင်မအဲ့ဒီခါမှရှိလေးရှိနိုင်ပါတယ်တကယ်တော့သူလိုက်ပို့ခဲ့ကြအောင်ကြွားကျင်တာကိုအာဟာရလည်းမရှိအေးရပြက်အဲ့လိုတွေရက်ဆက်လာလို့ဖြစ်တာတဲ့ဆေးရုံမှာ3ရက်လောက်နေလာအောင်ခဏနေအန်တီတို့လာလိမ့်မယ်ကျေးဇူးပဲနော်စင်ရီကျေးဇူးတင်စကားပြောတော့ကောင်းတိတ်ညင်ညင်နဲ့နေပါတယ်ခန္ဓာကိုယ်ပင်ပန်းထားတဲ့စိတ်ပင်ပန်းတာပိုဆိုးပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာကိုယ်နှိမ့်ဆက်နေတာများနေပြီမလားကိုယ်ဘယ်သူမှမချစ်ရင်တော့မှကိုချစ်ရမယ်လူနာလာကြည့်တာပါဗျရောင်းလဲလာတဲ့ဆရာဝန်ကြောင့်ရှိအိတ်နေရနေထထိုင်လိုက်ပါတယ်ဆရာဝန်ကလည်းရှိနေအသက်အရွယ်တူလောက်ပါပဲရုပ်ကလည်းကိုဟိန်းနဲ့ခက်ဆင်ရှေ့ကိုစိုက်ကြည့်ပြီးတော့ပြုံးနေရမို့ရှိတကယ်မနေတတ်တော့ပါဘူးဒေါက်တာကလူနာစင်းကိုကြည့်ပြီးတော့မှအသက်ကကျွန်တော်ထက်တစ်နှစ်ငယ်တာပဲအသက်ကွာတာအစာတူးနေပြီအသက်ကွဲနေရလားဒါမှမဟုတ်အကျွေးတွေများနေရလားရှင်များသောအားဖြင့်ကတော့အခုလိုဖြစ်ကြတဲ့သူတွေကအသက်ကွဲလို့မဟုတ်ရင်တော့အကျွေးတွေပြိနေတဲ့သူတွေပဲအသက်ကွဲနေရမှန်ပေမဲ့အခုတော့ကိုယ့်ဟာကိုယ်ကုစားနေပါပြီရှေ့တလို့ပြောလိုက်တော့ရှိရဲ့ကရင်ဆောင်နာကိုလာထိုင်ပြီးတော့ကျွန်တော်ကုစားပေးမယ်လေတကားမှလည်းမတွေ့ဘူးမမြင်ဘူးပဲနဲ့အခုမြင်ချင်းရုတ်တရက်ကြီးချီရေးလာဆိုတာမို့ရှေ့တကယ်အံ့ဩမိပါရဲ့သူနာပြုတ်တွေကလည်းပြုံးစီစီနဲ့စင်စင်ကတော့မျက်နှာမကောင်းပါဘူးဟိုလေးဒေါက်တာရပါတယ်ရုတ်တရက်ဆိုတော့ရှိလဲအချိန်ယူရမှာပေါ့ကျွန်တော်စောင့်နေပါတယ်ဒါမဲ့စိတ်အောင်မစင်းခင်တော့အဖြေပြန်ပြီနော်စိတ်စင်းတွေကိုကိုင်းပြီးတော့လှည့်ပြန်သွားတဲ့ဒေါက်တာနောက်ကျောကကြည့်ရင်ရောအရှိဘက်ကမျက်နှာအချိုးစာကိုကြည့်ရင်ရောကိုဟိန်းနဲ့တော်တော်လေးကိုတူးနေတာရှိအချိန်ယူအောင်တော့အလင်းမြန်မဆုံးဖြတ်နဲ့အေးမစင်စင်တတိထားမိလားဒေါက်တာကိုဟိန်းနဲ့တော်တော်လေးကိုတူတယ်နော်မျက်ရည်တွေဝဲရက်သားနဲ့ပြောလာတဲ့ရှိကိုစင်စင်တနာမိပါတယ်ဒါပေမဲ့လေဂျူတီချင်းပြီးတိုင်းမှာရှိစီကိုအပြေးလေးလာတတ်တဲ့ဒေါက်တာနာမည်ကိုတော့မင်းမဆက်ပေးခဲ့ပါဘူးရှင်လည်းမမေးဖြစ်ပါဘူးကိုဟိန်းနဲ့တူပေမဲ့ပြောဆိုပုံကတော့ကွာပါတယ်ကိုဟင်းကအေးစင်းနေတဲ့တိုက်ဒေါက်တာကတော့ပြောတတ်ဆိုတတ်တဲ့တိုက်မျိုးကိုဟင်းကိုမရလဲဘာမှဖြစ်ပါဘူးဒေါက်တာကကိုဟင်းရဲ့အမွာပဲဟာရှီအတွက်ဒီလောက်နေကျင်းတတ်ပါပြီရှီဆေးုံဆင်းမဲ့ရက်မှာတော့ကြော်စီကပါရောက်လာခဲ့ပါတယ်ဆေးုံတက်နေတော့ကြာမလာဘဲနဲ့အခုဆေးုံဆင်းမှာပဲလာတယ်တဲ့ဟုတ်တယ် sorry ပါဟာငါမအားလို့ငါကားယူလာရင်လိုက်ပို့မယ်လေကောင်းတာပေါ့ရှီလဲကားမမောင်းနိုင်ဘူးဆေးရုံကနေထွက်လာတော့ဒေါက်တာအနောက်ကနေပြေးလိုက်လာပြီးတော့ရှီခဏလောက်ကျွန်တော်ပြောစရာလေးရှိလို့ဟုတ်ကဲ့ပါဒေါက်တာရှီနာကက်လာတဲ့ဒေါက်တာစီကနေပြီးတော့ကိုဟင်းသုံးသလိုရေမွေးနံလေးကိုရပါတယ်ရှီရဲ့အခန်းကိုလာတိုင်းလေးရပါတယ်ဒေါက်တာကဒီလိုဆွတ်လို့ရရလားရှီကျွန်တော်ဂျူတီချိန်မလို့လိုက်ပို့လို့မရလို့ပါကျွန်တော်နာမည်ကမိုးဆက်ပါအထွေထွေယောဂါကိုဆရာအောင်ပါအသက်ကတော့25ပါ
ကျွန်တော်ရဲ့လိပ်စာကပ်ပါယူသွားပါနော်ကျွန်တော်ရှီကိုဆက်သွယ်မယ်ရှီစိမ့်ုံစင်းမှာအကုန်လာမိတ်ဆက်ပေးပြီးတော့လိပ်စာကပ်လေးကိုကမ်းပေးနေရမို့ရှီနားမလည်နိုင်ဖြစ်ရပါတယ်လိပ်စာကပ်ကိုပေးပြရနဲ့လှည့်ပြေးသွားတဲ့ကိုမိုးစာရှီနှလုံးသားကိုလှုပ်ခတ်စရာမျိုးမရှိခဲ့ပါဘူးကိုဟိန်းနဲ့တူလို့စိတ်ဝင်စားတာမျိုးပါဒီထက်တော့မပို့ပါဘူးရှီနဲ့ကိုမိုးဆက်ရဲ့ခင်မင်မှုက2လကြာမြင့်သွားခဲ့ပေမဲ့ပုံမှန်ထက်မပိုခဲ့ပါဘူးအတူတူမုတ်သွားစားရင်တခါတလေရုပ်ရှင်လေးသွားကြည့်ကြသေးတယ်တခါတလေမုတ်စားနေနဲ့အတွင်းနေချိတ်တဲ့ကိုမိုးဆက်ကိုရှီတတိပေးရတယ်လည်းရှိပါတယ်ကိုမိုးဆက်နဲ့နေတော့ရှီကိုဟင်းကိုတော့မှမိပြပြဖြစ်ခဲ့ပါတယ်မိတာမိတယ်မနဲ့မိုးလေးနဲ့ညာမိုးကြုံဆိုရင်တတိယမိပြန်ရောတခါတလေမှအရန်တတိယလုံးလို့ငိုချမိတဲ့နေ့တွေလည်းရှိပါတယ်ကိုဟင်းကိုတတိယလုံးလို့မနေနိုင်တော့တဲ့နေ့တွေဆိုရင်ရှီအိမ်ပြန်လေးရှိပါတယ်ကိုဟင်းဟာတနေ့တခြားပိန်ပိန်လာပြီးတော့နေမကောင်းဖြစ်နေတဲ့ပုံဟာတကယ်ကိုသိတာလာပါတယ်ကျမ်းမာရေးအခြေအနေကိုမေးချင်ပါရဲ့ဒါပေမဲ့သွားလို့လည်းမမေးရဲပါဘူးမမီကိုဟင်းကနေမကောင်းတာလားယင်ပိန်လာသလားလို့မမီယာမျက်နှာညှိုးသွားခဲ့ပြီးတော့မျက်ရည်တောင်ဝဲခဲ့ပါတယ်မမီဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးသမီးရဲ့တားဝတ်တန်နေကောင်းပါတယ်ကြမ်းကြမ်းမမာပါပဲခဏတစ်ဖြုတ်နေမကောင်းတာပါရှီမီဖို့ဂျာဘက်ကိုတွန်းလိုက်တဲ့မမီကိုကြည့်ပြီးတော့ဘာများဖြစ်တာလဲဆိုတာမေးစင်ပါတယ်ဘာတွေဖြစ်နေလဲဆိုတာရှီကိုယ်တိုင်မသိတော့ပါဘူးနားလည်းမလဲတော့ပါဘူးမမီကဘာလို့မျက်ရည်ဝဲရတာလဲမမီကလည်းမပြောပြခဲ့ပါဘူးရှီနဲ့ကိုမိုးဆက်တို့ချစ်သူတွေဖြစ်သွားခဲ့ပါတယ်မမီတို့နဲ့မိတ်ဆက်ပေးတော့လေသဘောတူကြပါတယ်ယူဖို့တီကိုတွေးထားခဲ့တာမို့မိတ်ဆက်ပေးလိုက်တာပါမမီအဲတော့ကမျက်ရည်ဝဲတာကိုရှီတွေ့ပါတယ်ရှီရဲ့ဘဝအခုတော့လွတ်လွတ်လပ်လပ်ရှောက်လန်းနေပြီမို့လို့မထင်လိုက်ပါနဲ့ကိုဟင်းကိုမေးနိုင်လို့ကိုမိုးဆက်နဲ့တွဲလိုက်တာလားဆိုပြီးတော့လည်းမမေးကြပါနဲ့ရှီအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်နေပါတယ်ကိုမိုးဆက်ဟာရှီပုံမှာတော့တော်တော်ကောင်းပေးပါတယ်ဘာဆိုဘာမှလူလေးသေးမရှိဖြည့်ဆည်းပေးတတ်ပါတယ်တွဲပြီးတော့၄လကြာမှပဲရှီတို့ယူဖို့ဆုံးဖြတ်လိုက်ပါတယ်ကိုမိုးဆက်ကအလုပ်ကိစ္စနဲ့နိုင်ငံခြားကိုထွက်သွားခဲ့တယ်ပြန်လာနဲ့ယူကြမှာဖြစ်လို့ရှီတို့ကဒီမှာလှုပ်ရှားရှိတော့အကုန်လုံးထားနေကြပါတယ်အန်တီလင်းတို့ကတော့အိမ်မှာမမြင်တာကြားပါပြီအိမ်ဆောင်နေတာထားထားမို့ရှီမမီကိုမေးတော့လည်းမသိဘူးလို့ပဲဖြေပါတယ်ကိုမိုးဆက်နိုင်ငံခြားကနေ3လကြာမှပြန်လာခဲ့ပါတယ်အရင်ကတော့နဲ့မတူတော့အောင်ရှီတတိထားမိပါတယ်နေတာထိုင်တာပုံမှန်ပေမဲ့တခါတလေမှရှီကိုကြည့်ပြီးတော့မျက်ရည်ဝဲနေတတ်တာကိုရှီမြင်နေရတာမို့မတက်မတာဖြစ်ရပြန်ပါတယ်နိုင်ငံခြားကနေပြန်လာတော့ကလေလိမ့်စိတ်မှာရှီကိုတွေ့ချင်းပြေးဖက်ပြီးတော့ငိုနေခဲ့တာမလားတခါတလေဆိုရင်အပြုတ်မိုတွေကကိုဟိန်းလိုတော်မှထင်ရတယ်ပို့ပြီးတော့ကိုဟိန်းနဲ့တူလာမို့ရှီကျင်တတ်ရပါတယ်အခုတော့ရှီကိုတကယ်ချစ်တဲ့သူနဲ့တွေ့ပြီပဲဖះပေးတဲ့ဆုလက်ပါမင်္ဂလာဆောင်မို့2ရက်လုံးမှာတော့မင်္ဂလာရက်ကနီးနေတာမို့လို့ရှီမာမီတို့ရဲ့အိမ်မှာနေပါတယ်ကိုမိုးဆက်ကလည်းတရက်တခါလာလေပါတယ်တရက်မှဆိုရင်တရက်မှမပြတ်ဘဲနဲ့လာတွေ့တတ်ပါတယ်အချစ်ခံနေရတဲ့ခံစားချက်ကရှီကိုတကယ်ကျေနပ်စေပါတယ်ပျော်လဲပျော်ရွှင်စေတယ်သမီးရှီအကွဲနေရဲ့အတန်ကြောင့်ရှီနောက်ကိုလှည့်ကြည့်လိုက်တော့အန်တီလင်းမျက်ဝန်းနေရမျက်ရည်တွေနဲ့အရန်ပိန်သွားတဲ့အန်တီလင်းနဲ့အန်ကယ်မျိုးတို့တွေ့ပြီးတော့မှရှီစိုးရင်တောင်းမိပါတယ်အန်တီလင်းအန်ကယ်မျိုးထိုင်မအောင်တမီအေးသွားယူလာခဲ့မယ်နော်တော်ပြီတမီအန်တီတို့ကပေးစရာလေးရှိလို့လာခဲ့တာအေးသွားယူဖို့ပြင်းနေတဲ့ရှီရဲ့လက်ကလေးကိုလှမ်းဆွဲပြီးတော့မျက်ရည်တွေတတိတိကျပြီးတော့ပြောနေတဲ့အန်တီလင်းကြောင့်ရှီရင်ထဲမှာတကယ်နေလို့မကောင်းပါဘူးဘာလို့လဲအန်တီလင်းလေးချိုငါညမအမအိမ်ပေါ်ကနေဆင်းလာတဲ့မမီကအန်တီလင်းကိုတွေ့ရနဲ့မျက်ရည်တွေကျပြီးတော့အပြေးလာဖက်ပါတယ်နှစ်ဦးသားဖက်ပြီးတော့မှငိုနေတဲ့အချိန်မှာသမီးရောအခုဖောက်ကြည့်လိုက်နော်လက်တပွေစာပုံးလေးကိုကမ်းပေးလာတဲ့အန်ကယ်မျိုးရုပ်ကိုကြည့်ရောလေမျက်ရည်မကျရောတက်မေးပါပဲဘာလဲတေးချင်နေတဲ့ကဘာတွေဖြစ်နေရလဲရှေပါဝင်မမီရောဒယ်ရီရောအန်တီလင်းတို့ရောဆိုဖာပေါ်မှာထိုင်ပြီးတော့မှရှီဒီအချင်းတွေကိုတီးဖို့ဆိုရင်ဒီပုံကိုဖွင့်ကြည့်မှသိရလိမ့်မယ်ဘာမှန်းလည်းမသိပေမဲ့လေဖွင့်ကြည့်ခြင်းပေမဲ့မကြည့်ရဲပါဘူးတုံရည်နေတဲ့လက်ကလေးတွယ်လေးနဲ့ပုံးလေးကိုဖွင့်ကြည့်လိုက်တော့စားရဲ့အပြာရောင်လေးတွေနဲ့စားရည်အများကြီးပါပြီးတော့တခြားပစ္စည်းတွေလည်းပါသေးတယ်စားရဲ့အထက်ကြီးတွေထဲကပထမစာအိမ်မှာရေးထားတာနှင်းထန်တို့ပေးစာတေးတဲ့နှင်းနေလားစာရည်လေးကိုဖွင့်ပြီးတော့ရှီဖက်လိုက်တော့ကိုဟိရဲ့လက်ရေးပါစာရွက်ကတော်တော်လေးကိုဟောင်းနေပြီဒါမဲ့စာအိတ်ကလေးကတော့တွန့်လွင်လျက်ပါတို့နေကိုเจ้าပြောင်းမှမင်းဟာရောက်လာခဲ့ရသလားနေရဲ့ကိုကပဲเจ้าပြောင်းခဲ့တာမှားသွားခဲ့လားကိုမင်းကိုစတွေ့တော့
ကိုရင်နဲ့နှလုံးသားထဲမှာအေးဆက်သွားပဲသိရလားကိုနှလုံးသားကိုမင်းရေခဲရိုက်လိုက်သည်လားမင်းနာမည်ကိုမိတ်ဆက်တော့ကိုမိသွားမှဆိုလို့အမြန်မှတ်လိုက်ရသေးတယ်ကိုကတခါတလေမှတချို့အကြောင်းအရာတွေဆိုရင်မိတ်တက်တယ်လေရှီနှင်းဆက်တယ်လားလှလိုက်တဲ့နာမည်လေးရှီလို့တခြားသူတွေကခေါ်ကြပေမဲ့ကိုမင်းကိုနှင်းလို့ပဲခေါ်ကြတယ်တခြားသူတွေမခေါ်ဘဲနဲ့ကိုပဲခေါ်ပိုင်ခွင့်ရှိတဲ့နာမည်လေးပေါ့ရုံးခန်းမှာကိုကိုဆရာစိုးနေရဲ့ချိန်မှာကိုဘေးမှာမင်းရှိနေတော့ကိုဆရာစိုးနေရတော့မှမကြားတစ်ချက်ကြားတစ်ချက်နဲ့ဆရာမကိုနဲ့မင်းကိုအလုပ်ပြီးတော့ကိုမှပြောလိုက်တာကိုရုပ်တီတီကြီးကိုမြင်ပြီးတော့နှင်းလက်သွားမှလေကိုကစိုးရိမ်တယ်ကိုပြုံးပြဖို့စူးစမ်းပါသေးတယ်ဒါပေမဲ့ကိုမင်းကိုမျှော်လင့်ချက်တွေမပေးခဲ့ကြဘူးနှင်းပင်မမဆိုလို့ကိုလောက်တူအကုန်လုံးလုပ်ပေးခဲ့တာနှင်းတတိထားမိလားတချိန်ချိန်မှာပြန်တွင်ကိုမင်းကိုဖွင့်ပြောမယ်ပြီးရင်ဒီစာလေးတွေကိုပြမယ်ကိုဒီစာရေးနေတဲ့အချိန်တော့မှကိုမင်းကိုလွမ်းနေတဲ့နှင်းမင်းဟာကိုရဲ့အချစ်ဦးပါနှင်းပိုင်နေဝတ်တန်ကိုရရှိကိုမမြင်ချင်းချစ်ခဲ့တာပဲရှီမျက်ရည်တွေထိမ့်မရအောင်ကျလာတယ်ဒါရှိကိုဘာလို့မပြောခဲ့ရလဲဘာကြောင့်လဲကိုဟိဘက်မှာလေရှီသွားရှာမယ်ထိုင်နေရထားလိုက်တဲ့ရှီကိုအန်တီလင်းကဒီစာလေးတွေပြီးအောင်ဖတ်ပြီးတော့မှသူ့စီကိုလာခဲ့ပါတဲ့သမီးပြီးအောင်ဖတ်လိုက်ပါနော်ရှီဆက်ပြီးတော့မှဖတ်ချင်စိတ်တဲ့ကိုဟင်းကိုတွေးချင်စိတ်ကပို့ပြီးတော့မှပြင်းပြားနေပါတယ်ကိုဟင်းဘက်မှာလေကိုရဲ့ခံစားချက်ကိုဖုံးကွယ်ပြီးတော့နေရတဲ့အကြောင်းပြချက်ကိုရှီမေးရအောင်မယ်နှင်းထန်တို့ပေးစာနှင်းဆိုရဲနောက်ထပ်စာရေးတစ်ခုကိုဖွင့်ဖတ်လိုက်ပါတယ်ကိုကုံတို့6ပါတာပါတယ်နှင်းဒီသတင်းကိုကိုမင်းကိုအရင်ပြောချင်တာကိုလွတ်လပ်ခွင့်ရပြီဆိုတော့ကိုမင်းကိုပတ်ရှာမယ်မတွေ့မချင်းရှာမယ်ကိုเจ้าပြောင်းကန်ဒီမှာရုံးခန်းမှာเจ้าပြောင်းလက်မှတ်သွားယူတော့နှင်းရဲ့เจ้าပြောင်းဖိုင်ကိုမြင်လိုက်တယ်နှင်းရဲ့တက်ကိုကြည့်လိုက်တော့ကိုထက်တနစ်ငယ်တယ်ကိုထက်တနစ်ငယ်တဲ့နှင်းရဲ့စောင့်နေတော့ကိုလာရှာမယ်ကိုမင်းကိုတွေ့ရနဲ့လက်မလွတ်ပဲနဲ့ဖမ်းဆုပ်ထားမှသိလားကိုရဲ့နှင်းဆက်လေးစောင့်နေတော့ရှင်မျက်ရည်တွေထိမ့်မရပါဘူးနောက်တစ်ခုကိုဖွင့်ပြီးတော့ဖတ်ကြည့်တော့အထက်အစာရွက်ကနည်းနည်းတွန့်နေပါတယ်ဆိုလိုချင်တာကတော့မျက်ရည်တွေကြောင့်မို့နှင်းရီဖေဟာကိုမျက်နှာနဲ့လိုက်တည်ထင်ပါတယ်ကိုရှာစရာတော့မလိုနှင်းဟာကိုဘေးအိမ်ကိုပြောင်းလာတယ်လားကိုတကယ်ကိုမယုံနိုင်အိမ်မက်မက်နေရထင်နေခဲ့တာကိုနားကိုမင်းရောက်လာတော့ကိုပြောတယ်နှင်းဒါမဲ့ကွာကိုဝစ်ကြွေးဆက်ရမယ်ဘဝတင်နေနှင်းကိုမှာ brain tumor ဖြစ်နေပြီတဲ့ကိုနေရမှာတိတ်မကြနိုင်ဘူးတဲ့ဘလို့လုံးရမလဲနှင်းရဲ့မင်းပြောင်းလာတဲ့နေ့မှာပဲကိုရဲ့ဆေးစစ်ချက်ထွက်ခဲ့တဲ့နှင်းအနည်းဆုံးတော့ကိုမင်းရဲ့မျက်နှာလေးတော့မြင်ချင်တော့အိမ်ကိုလာခဲ့လိုက်တယ်အရက်လှလာတဲ့နှင်းရဲ့ကိုဖြစ်နိုင်ဒီဘဝကနေထွက်မသွားချင်ဘူးကွာကိုမင်းကိုအရင်ချစ်နေခဲ့တာကိုရင်ဘဝကဘာပြစ်တွေများလှုပ်ထားလို့လဲနှင်းရဲ့ brain tumor တွေလားကိုဟဲ့ရှီတကယ်မခံစားနိုင်တော့ပါဘူးရှင်ဘက်တွေပါအောက်လာပြီဒါမဲ့ဒီစာတွေအကုန်ဖတ်ပြီးကိုဟိနဲ့တွေ့ရမှာမလို့ရှီနောက်တစ်ခုကိုဖွင့်ဖတ်လိုက်ပါတယ်နင်းထန်ကိုပေးစာကိုအိမ်ကိုခဏခဏလှမ်းကြည့်တဲ့နှင်းကိုမင်းချစ်နေတယ်ဆိုတာကိုရိပ်မိခဲ့တယ်နှင်းရဲ့ဒါမဲ့နှင်းချစ်နေတယ်လို့ကိုရိပ်မိလိုက်တဲ့နေ့ဟာကိုအသေးတခါကွဲတဲ့နေ့ပဲဘာလို့လဲဆိုတော့ဘလို့မှမပေါင်းစည်းနိုင်တဲ့နှစ်ဦးလေတယောက်ကိုတယောက်ချစ်နေလေဘာထိုးနေလို့လဲနှင်းရဲ့ကိုနဲ့တူကိုအိမ်အပေါ်တက်ကဒန်းလေးမှာထိုင်ပြီးတော့စကားပြောခဲ့ရတဲ့နေ့လေးဟာကိုအတွက်အပျော်ဆုံးနေ့တွေတခုပဲနှင်းညနေနေဝဲချိန်နဲ့အတူတူလှနေခဲ့တဲ့နှင်းရဲ့နှင်းကိုမြင်နေရလေကိုအသေးမဖြောက်နိုင်လေပဲနှင်းရဲ့ကိုဘလို့ရှေ့ဆက်ရမလဲကိုဆုံးဖြတ်လိုက်တဲ့နှင်းနဲ့ဝေးရမှာပဲကိုနေလိုက်မယ်လို့ပေါ့အဲ့ဒါကြောင့်ဩစတြေးလျမှာ8နှစ်တောင်သွားနေခဲ့ရလားကိုဟေးရဲ့ကိုနှိမ့်ဆက်နေခဲ့တာမဟုတ်ဘူးလားနင်းထန်တို့ပေးစာကိုဒီယောဂဖြစ်တာမာမီတို့သိတယ်နင်းမာမီတင်မကောင်းနှင်းရဲ့မိဘတွေရောသိတယ်ပြီးတော့ကိုနင်းကိုချစ်နေတယ်ဆိုတာရောသူတို့အားလုံးသိတယ်ကိုမပြောပြဖို့ပြောထားခဲ့တာနှင်းစိတ်ဆင်းရဲတာမျိုးကိုမကြည့်နိုင်လို့ကိုဩစတြေးလျကိုရောက်ခဲ့ပြီအဝေးမှာရောက်လေပို့ပြီးတော့မှလွမ်းလာလေပဲနှင်းရဲ့တရားနေဝင်ခြင်းတွေကအရင်လှတာပဲနှင်းရဲ့ကိုကောင်းချရင်ဒီမှာပဲချခြင်းပါရဲ့ကိုရှိတဲ့နေရာကိုတော့နှင်းကိုမလာစေချင်ပါဘူးကိုမကြွတ်မှစိုးလို့ပါစားနောက်နေနိုင်သေးရဲ့ကိုဟေးရဲ့
ရှေ့ကိုရောဝမ်းမနေနေရဘူးလားကိုဒီမှာဒီယောဂါကိုကုဖို့ထက်အသက်ကိုရှေ့အောင်ဆွဲထားဖို့ပဲလုပ်နေရတယ်နှင်းရဲ့နေတိုင်းဆေးသွင်းနေရတယ်ကိုเจ้าကိုတဝက်ပဲတက်ပြီးတော့ကိုချီနေရမဟန်တာနဲ့ဆက်မတက်ဖြစ်ပါဘူးနှင်းရဲ့ကိုအဲ့ဒီမှာလေကိုနဲ့အရန်တူတဲ့ကိုတငယ်ချင်းကိုတွေ့ခဲ့တဲ့တီလာနှင်းအဲ့ဒီကောင်ကတကယ်ကိုနဲ့အရန်တူတာကိုနဲ့သူနဲ့ရှင်ရက်နေနှင်းခွဲတက်မှာတော့မဟုတ်ဘူးမခွဲတက်စရာလားကိုဟင်းရဲ့ကိုချစ်တဲ့သူပဲဟာနင့်တီတာပေါ့ကိုစင်းတွေးလို့ချင်းပဲအဲ့ရထဲမှာလှဲမနေချင်တော့နှင်းကိုမင်းကိုအရန်တတိရတယ်တတိယတိုင်းနှင်းစီကိုစာရေးချင်တယ်ဒါပေမဲ့ကိုရဲ့ခန္ဓာကိုစိတ်နဲ့တထက်တည်းမကြဘူးလေကိုနောက်ဆုံးအချိန်မရောက်ခင်မှာနှင်းစီကိုပြန်လာခြင်းနဲ့နှင်းရဲ့မျက်နှာလေးကိုမြင်ခြင်းနဲ့ကိုခဏလောက်တော့ပြန်လာမယ်နော်နှင်းကိုအဝေးကြီးကိုသွားတော့မှမလို့ပါရှီဒီစာလေးကိုဖတ်ပေးရတဲ့တပြိုင်နက်မှာလက်ဖွားလေးနဲ့မျက်နှာကိုအုပ်ပြီးတော့အားရပါရငိုလိုက်မိပါတယ်ချီကိုတွေးချင်လို့နေမကောင်းနေကြရပြန်လာခဲ့ရတယ်လားကိုဟင်းရဲ့ကိုလေဒီနေ့နင်းကိုတွေ့ချင်းပြေးဖက်ချင်လိုက်တာနင်းရဲ့ကိုရက်လွမ်းနေခဲ့တာလေမျက်ရည်ကျချင်ပေမဲ့ကိုမကြောက်ထိထားနိုင်ခဲ့တယ်နော်နင်းဘယ်လိုလဲကိုတော်တယ်မလားနင်းအတွက်ကိုဝယ်လာပေးတဲ့လက်ဆောင်လေးကိုနင်းကြိုက်ပါမလားလို့ကိုစိုးရင်ပြီးသားပါကိုချစ်နေတဲ့သူရှိတယ်ဆိုတာနင်းကိုရည်ရွယ်ခဲ့တာနော်နင်းကကိုနှလုံးသားထဲမှာအမြဲတမ်းရှိတယ်နင်းမိတ်ဆက်ပေးခဲ့တဲ့နင်းရဲ့ချစ်သူဆိုတဲ့ကောင်လေးကိုကိုသိတယ်ကိုဩစတြေးလျမှာနေတော့ကနင်းပုံမြင်ချင်တိုင်းမှာအန်တီစိန်တန်းကကိုပုံနေပို့ပေးရလေအဲ့ဒီမှာအကောင်လေးကိုမြင်ပိုးတာအကောင်လေးကဂေးဆိုတာလေအန်တီစိန်တန်းကပြောပြလို့သိပြီးသားအဲ့ဒါကြောင့်လေနင်းမိတ်ဆက်ပေးခဲ့တဲ့ချိန်မှာကိုမတုံလို့ပဲနေခဲ့တာပေါ့နင်းရဲ့မဟုတ်ရင်ကိုစိတ်ုံပြန်တင်နေရလောက်ပြီအခုလိုနင်းရဲ့မျက်နှာလေးကိုမြင်လိုက်ရတော့လေကိုသိပြောပါပြီနင်းရဲ့ဘယ်ချိန်ဖြစ်ဖြစ်ကိုထွက်သွားဖို့တောင်မှအစင်သင့်ဖြစ်သွားခဲ့ပြီကိုအဲ့လောက်ထိကိုလွမ်းနေခဲ့တာနှင်းရဲ့ရှီအထင်လွဲခဲ့တာတွေကိုတော့ပြန်တွေးပြီးတော့ကိုအပြစ်တင်မိပါတယ်ကိုဟင်းဟာသူ့ဆိုသူတယောက်တည်းချစ်ခဲ့တာတကယ်တော့ကိုဟင်းဟာအတ္တတမတကိုကောင်းတမသူများခံစားချက်ကိုမတွေးပေးတဲ့သူပဲကိုစီကိုလေကြက်သားကာလာသားချက်လာပိုးတဲ့နှင်းရဲ့ပုံစံလေးကဟိုနေ့တွေတုန်းကနေမတူဘဲနဲ့တမျိုးလေးကြည်ကောင်းနေခဲ့တဲ့နှင်းဒီလိုဖြစ်တယ်လို့လေးနေတော့လေနှစ်ယောက်ချစ်ဖို့ကောင်းနေပြန်ရောကိုယ်နှလုံးတွေအယမ်းခုန်နေခဲ့တယ်နင်းအတွက်ကိုတငယ်ချင်းမျက်လုံးအထုကိုဆရာဝန်နဲ့အပေးခဲ့ရနော်အရေးလိုရင်သူ့စီသွားလိုက်နော်နင်းသူနဲ့ကိုနေကအတူတူကြောင်းတက်ခဲ့ကြတာအယမ်းတော်တယ်နင်းဒီစာကိုဖတ်နေရဲ့အချိန်ဆိုရင်သူမြန်မာပြည်ကိုရောက်နေလောက်ပြီလေကိုသူ့ကိုတော့ကြိုပြောထားတယ်နင်းကိုရဲ့နင်းကိုပါဆိုဘာမှနေမကောင်းမဖြစ်စေချင်ဘူးနင်းရဲ့ကျမ်းမအောင်နေပါနော်ရှီတက်တော့ကယူဆိုင်ပေးခဲ့ပြီးတော့ဘာလို့ဒီလိုထီကိုလုပ်ပေးရလဲကိုဟင်းရဲ့ကိုဟင်းအတွက်ကောရှီရဲ့မျက်ရည်တွေဟာစားရတဲ့အပေးတဲ့အဖောက်ဖက်လာတိုင်းမှာပို့ပြီးတော့မှများနေခဲ့ပါတယ်နင်းထံကိုပေးစားနင်းနေမကောင်းဘူးဆိုတာကိုသိရနဲ့နင်းစီကိုအပြေးလာခဲ့တယ်နင်းဘာလို့အဲ့လောက်ထိအလုပ်တွေလုပ်ရတာလဲနင်းရဲ့အလုပ်ထက်ကျမ်းမာကြီးကအတိတ်ကလေးကိုမင်းကိုစုချင်တယ်စကားတွေအများကြီးပြောချင်တယ်ဒါမဲ့ကိုမပြောခဲ့ဘူးကိုစကားနေတယ်လို့နှင်းထင်ခဲ့လိမ့်မယ်တကယ်တော့ကိုစကားမနေပါဘူးနှင်းရဲ့နှင်းနဲ့ဆိုရင်ကိုစကားတွေအများကြီးပြောချင်ခဲ့တာပါစကားများများပြောလေတန်ရောစင်များများတွေ့လေတဲ့ကိုပေါ်မှာနှင်းမဖြတ်နိုင်တော့တဲ့တန်ရောစင်တွေတွေ့သွားခဲ့မှကိုရမ်းစိုးရင်ခဲ့တယ်အလုပ်တွေအရမ်းမလုပ်ပါနဲ့နှင်းရဲ့ကျမကြီးကိုဂရုစိုက်ပါနော်နှင်းကျမ်းမှာကိုကအသေးဖြောက်မှာအိမ်နေတဲ့နှင်းရဲ့နှစ်ဖူးကိုနမ်းခဲ့တယ်ကိုအရမ်းပျော်ရည်သိလားကိုအသက်ဆက်ရှင်မှုစေးတောင်သွင်းစရာမလိုတော့ဘူးထင်ပါတယ်အိမ်မက်လို့ထင်ခဲ့တာအိမ်မက်မဟုတ်ခဲ့ဘူးပဲစကားနေတာမဟုတ်ပဲနဲ့ရှေ့ကြောင်စကားသိမပြောခဲ့ရတယ်လားရှေ့ကိုဘလို့ခံစားနေရလဲဆိုတော့ကိုဟိတ်မြင်တဲ့နဲ့နောက်ထပ်စားအိတ်လေးတစ်အိတ်ကိုစီကိုပြေးလာလို့နှင်းချော်လဲတာကိုအကုန်မြင်နေတော့နေကိုเจ้าနဲ့နှင်းတန်ရရတာမျိုးကိုမလို့စေဘူးနောက်ဆိုလမ်းလျှောက်ရင်ဂယူဆိုင်လျှောက်ပါနှင်းရဲ့အမြဲတမ်းတတိနဲ့တွာလာပါဖေရတရားလည်းမမေ့နဲ့ဦးနင်းကိုကတော့ဖေရရှေ့ကိုယ်တိုင်မှာနှင်းကျမ်းမာနေဖို့အမြဲတမ်းဆူတောင်းပေးတယ်ဖြစ်နိုင်ရင်လေကိုမင်းရဲ့ဘေးနားမှာနေပြီးတော့အမြဲတမ်းဂယူဆိုင်ပေးကျင်လိုက်တာ
အိမ်ပြန်မလာတာ3လတောင်ရှိပြီနော်နင်အလုပ်တွေအရင်များနေလို့လားဒီနေ့ကိုဆေးသွင်းရမယ့်နေလေဩစတြေးလျကိုတငယ်ချင်းကိုယ်တိုင်မြန်မာနိုင်ငံပြန်လာပြီးတော့လုပ်ပေးခဲ့တဲ့နင်ကိုဆေးသွင်းရတိုင်းမှာမျက်ရည်ကျတယ်နင်ရဲ့ကိုထွက်သွားဖို့ရက်ကပို့ပြီးတော့မှနီးလာပြီနင်ရဲ့နင်ကိုကိုဘေးနားမှာရှိစေချင်လိုက်တာနင်ကိုကိုဘေးနားမှာပဲနေစေချင်လိုက်တာနင်ရဲ့မျက်နှာလေးကိုမြင်ချင်လိုက်တာကိုတငယ်ချင်းစီစီအိမ်မှာရောက်နေတဲ့အချိန်နင်ကိုအိမ်လာနဲ့တိုးသွားတော့ကိုနင်အထင်ကြီးလဲသွားခဲ့ပြီလားကိုဖြည့်ရှင်းဖို့နင်းစီကိုလာခဲ့တယ်လေနောက်ဆုတ်သွားခဲ့တဲ့နှင်းရဲ့ခြေလမ်းတွေကြောင့်ကိုရှင်းပြဖို့မကြိုးစားတော့တာနှင်းဒီတိုင်းလေးလဲကောင်းပါတယ်နှင်းရဲ့ကိုနာကြီးသွားပြီးတော့မိနိုင်သွားခဲ့ရင်လေကောင်းပါတယ်ရှင်နောင်နာတွေရမိပါတယ်ကိုဟေးရဲ့ရှိတာတွေမသိခဲ့ရဘူးတောင်းပန်ပါတယ်ကိုဟေးရဲ့ကိုအထင်လွဲပြီးတော့တော်တော်ကြောင်ပျောက်သွားပြီးတော့မှပြန်လာတော့ကောင်လေးတယောက်နေလားနှင်းရဲ့ကိုနင်းနဲ့မတန်းတဲ့ကောင်လေးရဲ့လက်ထဲကိုမထည့်ပေးနိုင်ဘူးနှင်းရဲ့ကိုသွားမိတော့လေနှင်းကိုဂရုမစိုက်ခဲ့ဘူးကိုနင်းအရက်နာကြီးသွားခဲ့ပြီထင်တယ်ကိုမုံသွားလေကောင်းနေဆိုပြီးပြောခဲ့ပေမဲ့တကယ်တမ်းကျတော့လေနှလုံးသားအရက်ကိုနာကျင်ရတာပါပဲနှင်းကိုအတင်းနမ်းခဲ့တဲ့နေ့ဟာကိုနောက်တော့အရက်ရတယ်နှင်းကိုကြည့်နေတဲ့အကြည့်တွေကိုကိုမခံစားနိုင်ခဲ့ဘူးကိုကနှင်းပေါ်မှာမကောင်းတဲ့သူလက်ထဲကိုမထည့်ပေးနိုင်ခဲ့လို့ပါနှင်းရဲ့ကိုနှင်းကိုအဲ့လိုကောင်းလက်ထဲကိုထည့်ပေးရမယ်ဆိုရင်ကိုအသေးဖြောက်မယ်လို့နှင်းထင်လားကိုတောင်းမှန်ပါတယ်နော်နှင်းကိုမနေနိုင်တော့လို့နှင်းအိမ်ရှိမှရောက်နေတော့နှင်းမိလဲသွားလို့ကိုဆေးရုံကိုပို့ပေးခဲ့ရတယ်နှင်းပိန်သွားလိုက်တာနှင်းရဲ့အစားပုံမှန်မစားဘူးလားကျမ်းမာကြီးလည်းဂရုမစိုက်ဘူးလားကွာကိုစိတ်ပူလိုက်တာနှင်းနိုးတဲ့ဒီကိုနှင်းရဲ့အခန်းရှိမှကိုဆောင်ပေးခဲ့တယ်နော်နှင်းကိုရဲ့အချစ်စိတ်နဲ့နှင်းအမြန်တက်တာပါစေဆိုတဲ့စိတ်နဲ့ပေါ့ကိုနှင်းရဲ့မျက်နှာကိုနောက်ဆုံးတွေ့လိုက်ရတာနှင်းခြံဝင်းထဲမှာထိုင်ပြီးတော့စာဖတ်နေတာပဲနှင်းပို့ပြီးတော့လှလာတဲ့နှင်းလေဒီတက်လေပိုလှပါစေကိုဩစတြေးလျကိုသွားပြီနှင်းဒီစာလေးကတော့နှင်းစီကိုပေးလိုက်တဲ့နောက်ဆုံးစာလေးပါနှင်းရေဒီစာဖတ်နေရဲ့အချိန်ဆိုရင်တော့ကိုနှင်းပေးနားမှာနေမကပဲနဲ့ဒီလောကကြီးထဲမှာပါမရှိတော့တော့ပါဘူးကိုဒီစာကိုရေးခဲ့တာနှင်းအခုရောက်နေတဲ့လာထက်၄လလောက်စောပြီးတော့မှရေးခဲ့တာပါကိုရဲ့နောက်ဆုံးအချိန်ကိုနှင်းကိုမမြင်စေချင်ခဲ့တာကိုအသေးမဖြောက်မှစိုးလို့ပါနှင်းရဲ့မျက်နှာလေးကိုမြင်နေရရင်ကိုဘလို့မှနေနိုင်မှာမဟုတ်ဘူးဒီစာဖတ်နေတဲ့အချိန်ဆိုရင်မိုးဆက်နဲ့ယူဖို့တိတ်မလို့တော့ဘူးလေနော်တကယ်တော့ကိုလေမိုးဆက်နဲ့ရင်းနေပြီးတော့မကြခင်မှာကိုသိလိုက်ရတာမိုးဆက်ကနှလုံးမကောင်းဘူးတဲ့အစားထိုးမှရမယ်တဲ့ကိုနဲ့သူနေရာစိတ်ရောတခုတည်းတောင်မှအတူတူတက်ခဲ့ရသေးတယ်ကိုအဲ့ဒီမှာအတွေ့ရသွားတယ်နေကိုမိုးဆက်ကိုအကိုကြီးတောင်းခဲ့တယ်နေနာမှာနေပေးနိုင်ဖို့အဖော်ဖြိုပေးနိုင်ဖို့ပေါ့သူသဘောတူပါတယ်မိုးဆက်ကယောက်ျားကောင်းတရားဆိုတာကိုသိလို့နော်နေအလဲအထက်နီးနဲ့ကိုရဲ့နှလုံးသူ့ကိုပေးခဲ့လိုက်တယ်ရှင်ကိုဟေးကိုအရန်ကိုအတ္တကြီးသွားခဲ့လားကိုနဲ့ရုပ်တူတဲ့သူကိုပဲရွေးပြီးတော့ကိုနှလုံးပေးခဲ့တာလေကိုလေနင်းကိုမဟုတ်တဲ့တခြားသူလက်ထဲပေးဖို့ဆိုတာမဖြစ်နိုင်ပေမဲ့ကိုနဲ့တူတဲ့သူရဲ့လက်ထဲတော့ကိုတေချာကိုထည့်ပေးခဲ့တဲ့နင်းမိုးဆက်ကကိုနှလုံးသားနဲ့ရှင်နေတာမို့ကိုနင်းကိုချစ်တယ်လို့ချစ်ပေးနိုင်မှာပါကိုရဲ့အတ္တတွေကြောင့်နင်းကိုမုန်းချင်မုန်းပါဒါပေမဲ့ကိုရဲ့နှလုံးသားလေးကိုတော့လက်ခံပေးပါနင်းရဲ့အော်ပြီးတော့နင်းမျက်လုံးသွားပြဖို့ရောကျမ်းမာရေးတစ်လားတစ်ခါစစ်ဖို့ရောအကုန်ကိုလုပ်ပေးခဲ့တယ်နော်နင်းကျမ်းမာရေးဂရုစိုက်ပါနော်ကိုနင်းကိုလုပ်ပေးနိုင်တာဒါပဲရှိလို့ပါကိုရဲ့နောက်ဆုံးဆန္ဒကိုနင်းဖြည့်ဆည်းပေးနိုင်မလားနင်းမိုးဆက်နဲ့လက်ထပ်ပေးပါမင်းဟာကိုရဲ့အချစ်ဦးနဲ့နောက်ဆုံးအချစ်ပါနှင်းရဲ့ချစ်တယ်နှင်းရဲ့အရင်ချစ်တယ်ရှိမေလေးသွားခဲ့ရပါပြီရှိမခံစားနိုင်တော့ဘူးဘယ်လောက်ထိခံစားရတယ်လဲဆိုတာရှိနှလုံးသားတွေကွဲသွားမတတ်ပါပဲရှိကိုလမ်းတစ်ဖက်ကလေးလှမ်းကြည့်နေတဲ့ကိုဟိန်ပြုံးလဲပြုံးပြနေပါသေးတယ်ကိုဟိန်ပြုံးတာအရင်ရှားရလေ
အင်ဂျီအဖြူပေါင်းမီအဖြူနဲ့ရှီကိုပြုံးပြနေတာလေးကရှီမမြင်ဘူးတဲ့မြင်ကွင်းလေးပါကားတွေအများကြီးဖြတ်နေကြတာမလို့ရှီတစ်ဖက်လမ်းကိုကူးလို့မရပါဘူးရှီကိုပြုံးပြနေရနေမျက်ရည်တွေကျနေရလေရှီမြင်နေရပါတယ်ကားလမ်းကိုမရမကကူးပြီးတော့ကိုဟင်းရှီဟာတစ်ဖက်လမ်းကိုရောက်တာနဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီးတော့ရှီအဝငိုလိုက်ပါတယ်ရှီကိုနှွေးထွေးရဲ့လက်တစုံနဲ့ပြန်ဖက်ပေးနေခဲ့ပြီးတော့ကိုနင်းကိုအယမ်းချစ်တယ်အဲ့လိုပြောပြရနဲ့နှွေးထွေးနေတဲ့ရင်ခွင်ကြီးဟာပျောက်ကွယ်သွားခဲ့ပါတယ်မသွားပါနဲ့ကိုဟင်းရဲ့ရှီနားမနေပါရှီတောင်းမှန်ပါတယ်သမီးရဲ့တတိထားပါဦးသမီးရဲ့မမီရဲ့ခေါ်တန်နေကြောင်ရှီနိုးလာခဲ့ရပါတယ်အိမ်မက်ပဲဒါအိမ်မက်တွေအိမ်မက်မလာရင်မမီကိုဟိရှိတယ်မလားကိုဟိဘက်မှာလည်းရှိသွားတွေ့မယ်ဆေးပိုက်တွေဖြုတ်ပြီးတော့ဆေးရုံကတိကနေထားဖို့ပြင်းနေတဲ့ရှီကိုဘယ်သူမှမတားကြပါဘူးဒါမဲ့အခန်းထဲကထွက်ခါနေမှရှီကိုလှမ်းဆွဲပြီးတော့ရင်ခွင်ထဲမှာတွင်းလိုက်တဲ့လူတစ်ယောက်ကြောင့်ရှီခံစားလိုက်ရပါတယ်ဒါကိုဟိရဲ့အငွေးသက်တွေကိုဟိရဲ့ရင်ခွင်မဲကိုရှိတယ်နင်းကိုနင်းနာမှာရှိနေရင်တော့အတန်ကြားလိုက်မှရှီသိလိုက်ရတယ်အိမ်မက်မဟုတ်ပဲနဲ့အခုသူရောက်နေတာကိုမင်းဆက်ရဲ့ရင်ခွင်နဲ့ကိုမင်းဆက်ရဲ့နှလုံးခုတ်တန်းကိုရှီအတိုင်းသာကြားနေရတယ်ကိုဟေးရဲ့နှလုံးသားတွေအယမ်းခုန်နေတာပဲနှလုံးရှီဟာဘယ်ဘက်ရင်အုံလေးကိုရှီနားလေးကပ်ပြီးတော့နှလုံးခုတ်တန်းကိုနားထောင်ပြီးတော့ငိုကြွေးနေခဲ့ပါတယ်ရှီနဲ့တွေ့တိုင်းမှာဒီလိုနှလုံးခုန်နေခဲ့ရလားကိုဟေးရဲ့ငိုပါနဲ့တော့နင်းရဲ့ဝတ်တန်းနင်းကိုဒီလိုငိုနေတာမြင်ချင်မှာမဟုတ်ဘူးကိုကိုဒီလိုငိုအောင်မထားခဲ့ဖို့ဆိုပြီးတော့မှားခဲ့တယ်ကိုနင်းကိုဝတ်တန်ချစ်တာတဲ့တော့မမိနိုင်မိမဲ့ကိုချစ်ပေးမှာပါတာဝန်တကူမဟုတ်ဘူးနင်းကိုမင်းကိုမြင်တိုင်းမှာဒီနှလုံးသားအရက်ခုံးနေခဲ့တယ်ဝတ်တန်ဘယ်လောက်ထိချစ်တယ်လဲဆိုတော့လေကိုသိတယ်ကိုမင်းကိုဒီနှလုံးနဲ့တစ်သက်လုံးဆက်ချစ်ပေးသွားမှာပါရှီထိုင်ရဲ့တားလေးနဲ့လဲကျသွားခဲ့တာကိုမင်းဆက်ထိမ့်ပေးခဲ့ပါတယ်အတားဆက်လိုက်တာကိုဟိရဲ့တယောက်တည်းခံစားနေရအောင်မပြောခဲ့ပဲနဲ့အခုတော့ရှီတယောက်တည်းခံစားနေရမှာဆိုလို့နောက်တယောက်နေတော့မှယူဖို့ထီကိုစီစဉ်ပေးသွားခဲ့ရလားကိုဟိတကူကောင်းဆန်လိုက်တာနောက်6လလောက်ကြာတဲ့ခါမှာတော့ရှီကြည့်နေတဲ့ညနေနေဝေးချိန်ကအရန်ကိုလှပလုံးခဲ့ပါတယ်မကြခင်မောင်းတော့မှသိပေမဲ့တဖြည်းဖြည်းဝင်သွားတဲ့နေလုံးကြီးကအရန်ကိုကြည့်လို့လှခဲ့ပါတယ်လက်ပြနှုတ်ဆက်ပြီးတော့မကြခင်မှာပြန်လာမယ်လို့ပြောနေတယ်လို့ပဲရှီအော်ကိုမင်းဆက်ရှီနားမှာလာပြီးတော့တန်းပေါ်ထိုင်လိုက်ပြီးတော့ရှီနဲ့တူညနေနေဝင်ခြင်းကိုကြည်ပေးတာတော့နေတိုင်းမှာကျွန်တော်လေရှီကိုတွေ့တိုင်းမှာဒီနှလုံးကတော်တော်လေးကိုခုန်နေသိလားအဲ့ကောင်ကရှီကိုတော်တော်ချစ်တာပဲဒီနှလုံးကရှီကိုတွေးမှပဲခုန်တော့ကျွန်တော်ဒီတက်တော့မိမရတော့မယ်မထင်ဘူးဗျရှီရောကျွန်တော်ယူဖို့အခုထိမတွေးသေးဘူးလားရှီဘသူ့ကိုမှလက်မခံနိုင်လို့ပါကိုမင်းဆက်ရဲ့ဒီဘဝတော့ရှီကိုဟင်းတယောက်တည်းကိုပဲချစ်ပေးနိုင်တော့မယ်ကိုမင်းဆက်စီမှာကိုဟင်းရဲ့နှလုံးရှိပေမဲ့ရှီလက်မခံနိုင်ဘူးရှင်တန်နေသေးတဲ့ကိုဟင်းရဲ့အစိပ်ပိုင်းတစ်ခုလေးကိုရှီမျက်နှိုးပါတယ်ဒါပေမဲ့ရှီချစ်တာကိုဝတ်တဟိန်းဆိုတဲ့ဖြစ်တည်မှုကိုချစ်တာဒီနှလုံးသားကိုမင်းဆက်ရဲ့အပိုင်းမှာရှီကိုအခုလိုလာပြီးတော့ဂယုဆိုင်ပေးလို့လေရှီတကယ်ကိုကျေးဇူးတင်ပါတယ်ရှီရဲ့ဆုံးဖြတ်ချက်ကိုကြားပြရနဲ့မင်းဆက်သိလိုက်ပါပြီဒီနှစ်ယောက်ကတယောက်ကိုတယောက်အတော်ချစ်တာ哦ရှီနဲ့ကိုမင်းဆက်ဟာမင်္ဂလာမဆောင်ဖြစ်ခဲ့ပါဘူးရှီကိုဟင်းရလွင်ဘသူ့ကိုမှလက်မခံနိုင်တော့လို့ပါအရင်တုန်းကမသိလို့မှားမိတာတွေရှိခဲ့ပေမဲ့ကိုဟင်းရှီပေါ်မှာထားတဲ့အချစ်တွေကိုသိလိုက်ရတော့ရှီဘသူ့ကိုဆိုဘသူ့ကိုမှလက်မခံနိုင်တော့တာအမှန်ပါပဲကိုဟင်းမသိလိုက်တာတော့ရှီဟာကိုဟင်းဆိုတဲ့ယောက်ျားတစ်ယောက်ကိုချစ်ခဲ့တာကိုဟင်းရဲ့အစိပ်ပိုင်းတွေကိုချစ်ခဲ့တာလည်းမဟုတ်တယ်လို့နှလုံးတစ်ခုတည်းကိုချစ်ခဲ့တာလည်းမဟုတ်ပါဘူးကိုဝတ်သက်ဟင်းဆိုတဲ့ဖြစ်တည်မှုသဘောကျခဲ့တာချစ်ခဲ့တာရှီကိုဟင်းရဲ့နောက်ဆုံးဆန္ဒမဖြည့်ဆည်းပေးနိုင်ဘူးကိုဟင်းရဲ့ဆန္ဒမှတ်သမျှရှီနာဘဝမှာကိုဟင်းနဲ့တွေ့ဆုံပြီးတော့အကုန်လာပြီးတော့ဖြည့်ဆည်းပေးပါမယ်အဲ့ဒီဘဝကြရင်ရှီလုံးဝလက်လွတ်ပေးမှာမဟုတ်တယ်လို့ကိုဟင်းကိုလည်းဘယ်တော့မှတယောက်တည်းထားမသွားတော့ဒီဘဝမှာကိုဟင်းနဲ့မပေါင်းဖက်ခဲ့ရပေမဲ့လေရှီနောက်ဘဝတွေမှာတော့ကိုဟင်းနဲ့ပဲပေါင်းဖက်ချင်းမိပါတယ်ရှီဘဝကနေခွဲခွာသွားတာတစ်နှစ်ရှိပြီဆိုပေမဲ့ရှီတကယ်တည်းခံစားနေရတော့မှာဒီဘဝဟာကိုဟင်းရောရှီတွေ့ရောဝတ်ကြွေးဆက်ရတာနောက်ဆုံးဘဝဖြစ်ပါစေလို့ရှီဆူတောင်းဖြစ်ပါတယ်ကိုဟင်းနောက်ဘဝဆက်တိုင်းရှီရဲ့အချစ်ကိုကိုယ်စိတ်ပိုင်ဆိုင်မရစေ
ကိုဟင်းရဲ့အချစ်မှန်သမျှလည်းရှိတယောက်တည်းပိုင်ဆိုင်မရစေနောက်ဘဝဆက်တိုင်းပေါင်းဖက်ပြရစေရှိလေကိုကိုအရေးအချစ်တယ်ကိုကရှိရဲ့အချစ်ဦးနဲ့နောက်ဆုံးအချစ်ပါပဲ ကဲပရိသတ်ကြီးပရိသတ်တွေအားလုံးလည်းဒီဇလန်လေးရရှင်တွေကိုထိရောက်သွားလိမ့်မယ်လို့ဆိုမှထင်ပါတယ်နောက်ရက်ဒီမှာလည်းပရိသတ်ကြီးရဲ့အကြိုက်နဲ့ထပ်တူကြမယ့်ဇလန်ကောင်းတွေကိုရှင်တွေကိုအရောက်ပို့ပေးအောင်မှာမို့စောင့်မျှော်ပြီးတော့